ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ရဲ့ Top 1 Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ပရလောကဇာတ်လမ်းတွေကိုစိတ်ဝင်စားတဲ့ပရိသတ်တွေအတွက်ဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့ Channel လေးကနေဆရာတာတွေရဲ့ကြီးကဲမဇာတ်လမ်းအစဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတင်သမျှတွေသိနိုင်အောင်လို့ဘေးနားက Notification လေးကိုလည်းနှိပ်ထားပေးကြပါအောင်ဗျကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြအောင်ဗျအညာဆောင်ဗျအေးကြကတော့ကန်းကုန်ရောပြုတ်တာဒီတို့အညာသားလေးတွေဆိုတာညာရောက်ရင်မီးလုံးကြပြီးရင်အိတ်ရဝင်တာနဲ့ဂုံဒီအိတ်ကိုချုပ်ထားတဲ့စောင်းတစ်ထက်အညာဆောင်ထူထူတစ်ထက်ခြုံပြီးတော့အကွေးကြရတာပေါ့ဗျာဒီညနေထမင်းကလည်းစားကောင်းသဗျာဖရဲကင်းလေးတွေအချိုချက်လို့ချင်မောင်ဘက်ကိုမြေပဲနဲ့ရောထောင်းပြီးကြက်တော်နီအကွင်းလိုက်လှီးထားတာလေးနဲ့မြေပဲစီမှွှဲမှွဲလေးလောင်းပြီးတုတ်ထားတာလေးရဲ့အမဲကြောက်ကိုရင်းနေဆင်ပြီးဖုတ်ထားတာလေးရဲ့ပါသဗျာပဲစီလေးနင်းနေအောင်စမ်းပြီးစိန်ထားတော့ကောင်းချက်ပဲဗျာကျုပ်ဖြင့်ထမင်းဗနပကံထဲမိမှန်းတော့မသိပါဘူးဗျာလာကဖြင့်ပြားလို့တော့ကုန်ကန်ကြီးပေါ့အေးကတော့နဲနဲမှကိုမလျှော့သေးဘူးဗျာနေလုံးပြောက်ပြီးမိုးချုပ်တာနဲ့စိတ်လာတော့တာပဲဗျို့ကျုပ်လဲဝိုင်းထဲမှာစောစောကပဲမီးဖို့လိုက်တယ်အဖေတို့အမေတို့ကအသက်ကလေးတွေရကုန်ကြပြီလေဗျာအေးတန်တိတ်မခံနိုင်ကြတော့ဘူးဗျကျုပ်မီးဖို့မီးဆွဲတာနဲ့ထင်းရုံတွေကထင်းတုံးကြီးကြီးတွေဆွဲလာပြီးတော့မီးကူအောင်လှုပ်လိုက်တယ်ဟဲ့ဘာတော့တာတည်းရဲ့လာကြအဘတို့ပါခေါ်ခဲ့မီးဖို့ပြီးပြီစောစောလေးမီးလုံကြဒီညတော်တော်အေးမဲ့ပုံပဲခုတော့မှစိတ်လာပြီအော်အေးလာပြီဟေးတော့တာတာတီခေါ်လို့မီးဖို့ပြီးပြီတဲ့အေးလာပြီလူလေးရေအဘကကြုတ်ကြောင်လှမ်းပြောတယ်ခဏနေတော့အမေနဲ့အဘကအိမ်ဘောကဆင်းလာကြတယ်ဗျကျုပ်ဖို့ပေးတဲ့မီးဖို့ပေးမှာကျုပ်ကတခါတည်းဖျားချမ်းလေးပါခင်းပေးထားတယ်ဗျအဘကရင်လေးကြရရောအချမ်းမကန်တွေပါယူလာတယ်ဒါလေကျုပ်တို့အညာသူအညာသားတွေရဲ့စီးစိမ်တစ်မျိုးပေါ့ဗျာကိုတာလေးမီးလုံနေကြပြီလားဟောဗျာကြောက်ခဲတဲ့အတန်မလီရောက်ချလာပြီဟဲ့အောင်နေလာကွာဒီညအေးလို့ကွာအဘနဲ့အမေကိုမီးလုံပေးတာဟဲ့ကြောက်ခဲတဲ့အတန်မလီလာကြဟေးလက်ဖက်စားပြီးရင်လေးချမ်းမူကိုတောက်ကြအမေကဒီကောင်တစ်ကောင်ကိုလှုပ်ခင်တာဗျမထိုင်တော့ဘူးအရေးကိုဣတာတွေကိုလာခေါ်တာဘာလေးချစ်ခိုင်တို့ဝိုင်းကိုတွားကြမလို့ဗျဟေးဟုတ်လားချစ်ခိုင်တို့ဝိုင်းမှာဘာရီလှုပ်စားကြမလို့တော့မလှုပ်စားပါဘူးအရေးရဲ့မနက်ကသတင်းကိုတွားပြီးတော့မေးစမ်းကြမလို့ပါဟေးဘာသတင်းတော့ကြောက်ခဲ့ရငါလည်းဘာမှမသိရပါလားအာကိုဣတာတွေကလည်းရွာရှိပိုင်းကဘာလေးချစ်ခိုင်တို့ဝိုင်းမှာမနဲ့အစောကြီးကြီးကန်းနေရောက်နေလို့ဗျလရကြောပြူကြီးတကောင်လဲပါတယ်တဲ့ဟာဒီကောင်ကြောက်ခဲ့ငါကအဟုတ်မှတ်လို့ဝိုင်းထဲကတစ်ပင်တွေမှာကြီးကန်းလာတာဘာဖြစ်တုံးကွာဒါများအထူးဆန်းလို့လာဒီမှာပဲမီးလုံကြဟာကိုကြီးတာတွေကလည်းကျုပ်စကားတော့မဆုံးသေးဘူးဗျဟေးဒါဆိုလဲဆက်ပြောကွာကြီးကန်းက9កောင်6កောင်ရှိတယ်ဗျအားလုံးတော်ကြီးကန်းနေကြီးပဲတဲ့အကောင်တွေကလည်းတော်တော်ကြီးတယ်ဗျဘာလေးချစ်ခိုင်ကဝိုင်းနေဆင်းအလာမှာကြီးကန်းတကောင်ကအာဆိုပြီးတော့အတန်မာကြီးနဲ့អော်လိုက်တယ်ဗျဘာလေးချစ်ကဒီကြီးကန်းကြီးអော်တာကတမျိုးပါလားဆိုပြီးတော့တရက်ပင်ပေါ်မောကြည့်လိုက်တော့ကြီးကန်းတွေကဘာလေးကိုဝိုင်းကြည့်နေတာနဲ့ဗျာဘာလေးကရှိဆိုပြီးတော့လက်နဲ့ဝှေ့ပြီးမောင်းတာတော့မှနဲမှမလှုပ်ဘူးတဲ့ဗျာကြီးကန်းတွေကလည်းအကြီးတွေဆိုတော့ဘာလေးကနည်းနည်းစိုးရိမ်သွားပြီးတော့အိမ်ဘောကိုပြန်တက်ခဲ့တယ်ဗျာကိုကြီးရတယ်တီးသားပဲဗျာဘာလေးချစ်ခိုင်ကဒီရွာမှာလောက်လေးပြစ်ပြန်ရင်အမြဲတမ်းနိုင်တဲ့သူမှုလားသူ့ရဲ့လောက်လေးကိုက်မှာလေးချိုးတစ်ချက်တက်လောက်စလုံးယူပြီးတော့ဝိုင်းထဲကိုပြန်ဆင်းလာခဲ့တယ်ဗျို့ဝိုင်းထဲရောက်တော့ကြီးကန်းကြီးတွေကရှိနေတော့မဲတဲ့ဗျာအော်လဲမအော်ဘူးတဲ့ဘာလေးကိုပဲစိုက်ကြည့်နေကြတာဆိုပဲကိုကြီးရတယ်စဉ်းစားကြည့်လေကြီးကန်းဆိုတာလောက်လေးကတော့မြင်ချက်ချင်းထပြန်တာပဲမှုလားဒီကြီးကန်းတွေကမပြန်ဘူးတဲ့ဗျာလှုပ်တောင်မလှုပ်ဘူးတဲ့ဗျို့ဒီတော့ဘာလေးကသူ့ရဲ့လက်ဆွဲတော်လောက်လေးကြီးနဲ့ပြစ်မလို့လုပ်ပြီးတော့ခြောက်လက်တဲ့ဒါလဲကြီးကန်းတွေကနည်းနည်းမှကိုမချဘူးတဲ့ဗျာဒါနဲ့ဘာလေးကလောက်စာအိမ်မှာလောက်စလုံးတဲ့ကြီးကန်းတကောင်ကိုပြစ်လိုက်ရောတဲ့ဗျာဘာလေးရဲ့လောက်လုံးကဘလောက်ပြင်းနေဆိုတာကိုကြီးတာတွေသိရပါဗျာဖုံးကနေထိပ်ပြီးတော့ကြီးကန်းကြီးဘုံကနေမြေကြီးပေါ်ကိုကျလာရောတဲ့ဗျာ ဒီ
ဒီတော့မှကျန်တဲ့ကြီးကန်းတွေကထပြန်သွားကြတာလေဗျာဒါတော့အဝေးကိုပြန်တော့မဟုတ်ဘူးတဲ့ဝိုင်းအပေါ်မှာဝဲနေကြတာလေဗျာအော်လဲမအော်ကြဘူးတဲ့ကြီးကန်းဆိုတာသူတို့ကြီးကန်းကတကောင်ထိရင်ကျန်တဲ့အကောင်တွေကတအားအားနဲ့ဝိုင်းအော်တဲ့အမျိုးဗျဒီကြီးကန်းကြီးတွေကတကောင်မှမအော်ဘူးတဲ့ဗျာမြေကြီးပေါ်ကိုကျလာတဲ့ကြီးကန်းကြီးကစန့်ငင်ဖြစ်နေတော့မှလေဗျာအုံးမင်ပေါ်မှာနားနေတဲ့လက်ဓာကြီးတကောင်ကချက်ချင်းထိုးဆင်းလာတဲ့နဲတာကြီးမဟုတ်ဘူးဗျာကြောပြူကြီးဆိုပဲတခါတည်းအဲ့ဒီလက်ဓာကြောပြူကြီးကစန့်ငင်ဖြစ်နေတဲ့ကြီးကန်းကြီးပေါ်ကားရခွာပြီးသူ့ကိုယ်လုံးနဲ့ဝစ်ပေးလိုက်တာလေဗျာဘာလေးချစ်ကအန်ဝေါ်ပြီးကြည့်နေတော့ရှိသေးတဲ့လက်ဓာအောက်မှာစန့်ငင်ဖြစ်နေတဲ့ကြီးကန်းကြီးချက်ချင်းကောင်းသွားပြီးတော့လက်ဓာကြီးရောကြီးကန်းမှာထပြန်သွားကြတဲ့ပြိုဟာဟုတ်လားထူးဆန်းလာကြလားကွာဘာလေးချစ်ခိုင်ကသူ့လောက်လေးကြီးနဲ့ထက်မဖြစ်ဘူးလားကွာကြောက်ခဲရကိုကြီးတာတွေကလည်းဘာလေးလဲအန်ဟော်ဘီကြည့်နေတော့ဘယ်ပြစ်မိမှာတော့အေးကွာကြောက်ခဲရထူးဆန်းတာကွာဒီလက်ရနဲ့ဒီကြီးကန်းတွေကဘလို့ပတ်သက်နေလို့တော့ရှိသေးတယ်ဗျကိုကြီးတာတွေကဘာမှမပြောတဲ့တုံနိဘာဝေတန်မနိအောင်ဝင်ပြောတာဗျအေးပြောပါအောင်ကွာတန်မနိရအဲ့ဒီလက်ရကြီးနဲ့ကြီးကန်းတွေကချက်ချင်းပြန်မသွားဘူးတဲ့ဗျာပါလေးချစ်တို့ဝိုင်းပေါ်မှာတော်တော်ကြောင်ဝိုင်းပက်ပြီးတော့ပြန်နေကြတာတဲ့ကြီးကန်းတွေကတော့မဟုတ်ဘူးတဲ့ဗျာသရဖြူကြီးကဂီဆိုပြီးတော့အတန်အကျယ်ကြီးနဲ့អော်သွားတဲ့ပါလေးလေငှက်တွေပျောက်တော့မှအိမ်ပေါ်တက်လာတာတဲ့ဗျာနေပါအောင်ကွာမင်းတို့အခုတိထားတာလေစုံနေမှာပဲဘာလေးစီသွားပြီးတော့ဘာကိုမေးအောင်မှာတော့ကွာဒါကရွာတွေကလူတွေတယောက်နဲ့တယောက်ပြောကြတာပဲရှိသေးတာကိုကြီးတာတဲ့ဘာလေးချစ်ပြောမှအမှန်ကိုသိရမှာမဟုတ်လားဗျလူဆိုတာတစ်စိတ်ကိုတအိတ်လုပ်ပြီးတော့ပြောကြတာဗျာအဲ့ဒီအထဲမှာကျုပ်တို့ထနောင်းကုန်းရွာသားတွေကသူများထက်တော်မှပိုကြတဲ့ဗျာတစ်စိတ်ကိုနှစ်အိတ်လောက်လုပ်ပြီးတော့ပြောချင်ကြတာကဲလာပါဗျာကိုကြီးတာတွေကလည်းကြောက်ခဲကကျုပ်ကိုမရမကကတ်ခေါ်နေတာဗျတတရဲ့လိုက်သွားလိုက်ပါဟဲ့နေညီတွေကလိုက်စေချင်လို့တကူးတကလာခေါ်နေတာဟဲ့နောက်ဆုံးတော့ဘာလေးချစ်ခိုင်တို့ဝိုင်းနေရောက်ခဲ့ရောစူပါတော့ဗျာဟုတ်သားဗျဘိုးညီလေးတို့ဘိုးရှန်တို့တော့မှရောက်နေလို့ဗျာဟာတာတီတောင်ရောက်လာပါလားဟေးချစ်ခိုင်ရေမင်းတဲ့ကိုတာတီကြားလာလို့ရှိမယ်ကွာအခုမှကြားတာဘာလေးရဲ့ဒီကောင်တွေကြောက်ခဲတို့လာပြောမှသိရတာဘလို့တော့ဘာလေးရဲ့ထူးဆန်းလိုက်တာဗျာဘာလေးလောက်လေးချက်ထိသွားတဲ့ငှက်ဟာအသက်ရှင်နေဆိုတာရှိဘူးလို့လားကျုပ်ကမေးလိုက်တော့ဘာလေးကသဘောကျပြီးတော့ပြုံးနေတယ်ဗျာဘဲကလာပြီးတော့ရှိမှတော့ငါဒါတွေဟာအခုမနက်ကငါပြစ်လိုက်တာကခါလိုက်တဲ့တောင်အားဆလိုက်ပြီးတယ်ကွာဘာလို့တော့ဆိုတော့ကြီးကန်းကြီးတွေကနှစ်ပေလောက်ကိုရှိတာဒီတော့ငါအားကုန်ဆွဲပြီးတော့ပြစ်လိုက်တာလောက်လေးကိုင်းဆိုတာမကြိုးယုံပဲရှိတာဒီပြစ်ချက်မျိုးထိလို့ကတော့ဘလောက်ကြီးတဲ့ငှက်ပဲဖြစ်ဖြစ်မသေးပဲနဲ့မရှိနိုင်ပါဘူးကွာနှစ်ပေဟုတ်လားဗာလေးတော်တော်ကိုကြီးတဲ့ကြီးကန်းကြီးတွေပါလားဒီလိုကွာတာတေရကြီးကန်းက2မျိုးရှိတယ်မြို့ကြီးကန်းနဲ့တောကြီးကန်းကွာမြို့ကြီးကန်းကနှုတ်သီးကနေအမိပြားထိ15လက်မှရှိတယ်အကောင်လဲသေးတယ်တောကြီးကန်းကနှုတ်သီးပြားကနေအမိပြားထိလက်မ20 22လက်မှလောက်အထိရှိတယ်ကွာဒီကောင်ကြီးတွေက24လက်မှလောက်ရှိတယ်ကွာဟာဘာလေးတိုင်းမှုတယ်ဟုတ်လားကျုပ်ကတအံ့တော်နဲ့ဘာလေးချစ်ခိုင်ကိုမေးလိုက်တာဗျဟဲ့အောင်တာတေရငါ့ကိုဒီနေ့တကြောမှာငတ်မုံဆိုချစ်ခိုင်လို့ခေါ်ကြတာမင်းမသိဘူးလားဒီတစ်ဝိုက်မှာငါတော့ငှက်ချမ်းကြည့်တဲ့ငှက်နားလေတဲ့သူဘသူရှိတော့ဟုတ်သားဗျာဘာလေးကိုငတ်မုံဆိုလို့ခေါ်ကြတာဘာလေးကရှုံလင်းအပြစ်ဘူးတခြားအသားကောင်လည်းမလိုက်ဘူးငှက်တစ်မျိုးပဲပြစ်တဲ့သူဗျာဘာလေးတို့ပြစ်လိုက်ရင်လည်းတစ်ချက်တကောင်ပဲပြုနေအောင်ချစ်ခိုင်ရဲ့ဘိုးတွေးကြည့်လိုက်တာတော့အုံးမေပေါ်နားနေတဲ့လရကြောပြူကြီးကဒီကြီးကန်းနေနဲ့အထူးတာဖြစ်မယ်ကွာဘိုးညီလေးကပြောတာဗျာဟာတေးကြတာပေါ့ဘိုးရဒါကြောင့်လရကြီးကချက်ချင်းထိုးဆင်းလာပြီးတော့ကြီးကန်းကိုအသက်ရှင်အောင်လှုပ်ပေးလိုက်တာပေါ့ပြန်တော့လေအတူတူပြန်သွားကြတာပဲလေထူတော့အတော်ထူးတာပဲကွာငါတော့တဲပြီးမသိငါဘူးချစ်ခံရဘိုးယုံကမျက်မှောင်ကြုံပြီးတော့ပြောတယ်ဗျဘာကိုတော့ကိုယုံရဲ့ဘာကိုမသိငါတာတော့ဘိုးညီလေးကဘိုးယုံကိုလှည့်ပေးတယ်ကျုပ်စိတ်ထင်တော့ဒီကြီးကန်းနေအောင်တာမန်မဟုတ်ဘူးထင်တယ်ဗျာတခုခုလှုပ်ထားတဲ့တရိတ်ဆန်နေဖြစ်မယ်ကြာဘယ်လိုတခုခုလှုပ်ထားတာတော့ဘိုးယုံရဲ့ရှင်းအောင်ပြောစမ်းပါဗျာဘာလေးချစ်ခိုင်ကဘိုးယုံပြောတာကိုနားမလည်လို့ပြန်မေးလိုက်တယ်
ဘိုးယုံပြောတာဒီလိုကွမောင်ချစ်ခိုင်ရဲ့ကဝေရီစုံးနေနေများပတ်သက်နေသလားလို့တွေးမိလို့ပါကွာဘိုးယုံပြောတာကိုအားလုံးကစိတ်ဝင်စားသွားကြတယ်ဗျအဲ့ဒီလိုဟာမျိုးကိုယုံမြင်မှုလားကြားဘူးလားရောရှိလို့လားဘိုးကြီးလေးကဘိုးယုံကိုပြန်ပြီးတယ်ဒီတော့ဘိုးယုံကခေါင်းလေးညှစ်ပြီးပြောတာဗျာကျုပ်ငယ်ငယ်တုန်းကကျုပ်တို့ရွာမှာမိန်းမကြီးတယောက်ရှိတယ်မမင်းယူလို့ခေါ်တယ်ရွာထဲမှာဘာယောဂါပဲဖြစ်ဖြစ်သူကုရင်ပျောက်တာပဲဗျာဟိုဆေးလိုဒီဆေးလိုနဲ့တကယ်တော့ဟုတ်ညာဘာဆေးတစ်ခုမှတိုက်တာမဟုတ်ဘူးဗျသူ့လက်နဲ့ထိယုံတက်ယုံနဲ့ကိုပျောက်တာဟာတော်တော်စွမ်းနဲ့ဘောတော်ကြီးပါလားကြောက်ခဲကတန်တော်နဲ့ဝင်ပြောတာဗျဘိုးယုံကတော့ဆက်ပြောတယ်ကျုပ်ဘိုးကကျုပ်တို့ကိုကြိုးလေးကပ်ပြောတယ်ဗျလူလေးအဲ့ဒီမိန်းမကြီးကိုလမ်းမှာတွေ့ရင်မကြည့်မိစေနဲ့ကိုဘာသာပဲနေကြားလားအဲ့ဒီမိန်းမကြီးကဝန်နေဆုံးမကြီးကွာမောင်ယုံရဲ့လို့ပြောတယ်ဗျနေပါဦးမိုးရဲ့ဝန်နေဆုံးမဆိုတာဘာကိုပြောတာတော့ဗျကြောက်ခဲကမေးပြန်ပြီးပြောဘိုးယုံကဒီတခါတော့ကြောက်ခဲကိုလှမ်းကြည့်ပြီးပြောတယ်ဗျဝန်နေဆုံးမဆိုတာမွေးကလေးကအလိုလိုပညာတက်နေတာကွကလေးချင်းကစားနေတော့သူများအရေးကိုဖနှောင်းနဲ့ပေါက်လိုက်ရင်အပေါက်ခံရတဲ့ကလေးဟာဖျားတော့တာပဲကွာဒီလောက်တော့ငါမေးဖို့မလိုပါဘူးမင်းဆရာတာတေကိုမင်းရင်သိပါတယ်ကွာဘိုးယုံကပြောတော့အားလုံးကကျုပ်ကိုကြည့်ပြီးပြုံးနေကြတယ်ဗျာကျုပ်လည်းဒီလောက်တော့မသိပါဘူးဘိုးရဲ့လို့ကျုပ်ကပြောလိုက်တယ်ဘိုးယုံကစကားကိုဆက်ပြောတယ်အဲ့ဒီမိန်းမကြီးကသူ့ဝိုင်းထဲမှာတော်ကြီးကန်ကြီးတကောင်ကိုသူ့ပညာနဲ့မွေးထားတဲ့ဗျို့သူ့မှာပတ်စံအတုံးပြတ်တော့မယ်ဆိုရင်သူ့ရဲ့တော်ကြီးကန်ကိုလွတ်လိုက်တာပဲတဲ့ကိုရွာမှာဖြစ်ဖြစ်အနီးအနားရွာတွေမှာပဲဖြစ်ဖြစ်ပေါ့ဗျာတော်ကြီးကန်ကြီးကအိမ်ခေါင်မှာနားပြီးတော့အာလို့အော်ကြတဲ့ဗျာအဲ့ဒါဆိုရင်အဲ့ဒီအိမ်ကလူတယောက်ဖျားရင်ဖျားဘိုက်အောင်ရင်အောက်တခုခုဖြစ်တော့တာပဲဗျို့ဟိုဆရာဒီဆရာကြိုက်တဲ့ဆရာနဲ့ကုပျောက်ကုန်ပျောက်ဘူးတဲ့ဗျာနောက်ဆုံးမဲမင်းယူကြီးကိုပင်မီကုတော့မှပျောက်တာတဲ့ဗျို့သူကစေးကုကများတော့မတောင်းဘူးတဲ့ဗျာစံတပီနဲ့ငွေ9မှတ်တင်ဆိုရပြီဒါပေမဲ့သူစေးမကုရတဲ့နေ့ဆိုတာမရှိဘူးဆိုပဲဗျာမိမကြီးဆိုတာရွှေလက်ကောက်တွေဝေးလို့ဗျာရွှေဆွဲကြိုးတုတ်ကြီးလေဆွဲလို့ပေါ့စုံလားကဝေးလားမသိဘူးပေါ့ဗျာကျုံနေကြီးလာတော့မဲမယူဝိုင်းသားရောက်ရင်သူမွေးထားတယ်ဆိုတော့တော်ကြီးကန်းကြီးကိုလိုက်ရှာကြည့်တယ်ဗျာတွေ့ရောတွေ့လားမောင်ယုံရဲ့တွေ့တော့တွေ့တယ်ဗျဒါပေမဲ့ကျုပ်ဘိုးပြောတယ်တော်ကြီးကန်းဟုတ်လားမဟုတ်လားဆိုတာတော့ကျုပ်မသိဘူးဗျာကိုဘိုးယုံကတေးသေးချာချာသိလို့ပြောတာရှိမှာပေါ့ဘိုးကြီးလေးကဘိုးယုံကိုပြောတယ်ဟုတ်တယ်ဘိုးကြီးလေးရဲ့ကျုပ်ဘိုးကအာကြီးစကားနဲ့ဟာမဟုတ်တဲ့စကားဆိုနည်းနည်းမှပြောတာမဟုတ်ဘူးမဲမင်းယူကြီးအကြောင်းကိုမဟုတ်ဘဲနဲ့ကျုပ်ဘိုးကတော့မပြောပါဘူးဗျာကျုပ်တို့ဘက်ရွာတွေမှာဒီမိန်းမကြီးကိုစေးဝါမစုမမင်းယူလို့ခေါ်ကြတဲ့ဗျာမီးနေတဲ့ကလေးမွေးလို့မရရင်သူ့သာသွားခေါ်လိုက်ရှော့ရှူမွေးနိုင်တယ်ဗျို့ဒါပေမဲ့အိမ်ကလူတွေအပြင်ထွက်ပေးရတဲ့ဗျာညဘက်ဆိုရင်တအိမ်လုံးမီးတွေမှုတ်ပေးရတယ်တဲ့မှောင်ကြီးထဲမှာပါသူကမွေးပေးတာဆိုပဲအဲ့ဒီအချိန်မှာအိမ်ပေါ်ကသူမွေးထားတဲ့ကြီးကန်းကအာလို့အော်နေတဲ့ဗျာဒါပေမဲ့လူတွေကတော့ဘယ်သတိထားမိမှာတော့ဗျာကျုပ်ကတော့သတိထားမိရဲ့ဗျအဲ့ဒါကြောင့်ကျုပ်ကစိတ်ထဲမသိငါဘူးလို့ချစ်ခိုင်ကိုပြောတာပါမနက်ကမင်းပြစ်လိုက်တဲ့ကြီးကတခုခုနဲ့များပတ်သက်နေသလားလို့တွေးမိလို့ပါဒီတော့ဘာလေးချစ်ခိုင်ကပြန်ပြောသဗျာဘိုးယုံပြောတော့လေဖြစ်တော့ဖြစ်နိုင်တာပဲဗျဒါမဲ့ကျုပ်ကတော့နောက်တစ်ခါတွေ့လို့ကတော့ကြီးကံရောလက်ရရောအလွတ်ပေးမှာမဟုတ်တော့ဘူးဗျာကျုပ်လောက်လေးနဲ့အသေးကိုစော်တော့မှာဗျအဲ့ဒီလိုပြောရင်းနဲ့ငှက်တွေအကြောင်းစကားရောက်သွားပြီးတော့ဘာလေးချစ်ခိုင်ပြောတဲ့ငှက်တွေအကြောင်းကိုနားထောင်ကြရတာပေါ့ဗျာအဲ့ဒီညက10 နာရီကျော်လာမှကျုပ်တို့အိမ်ပြန်ကြရတာကျုပ်အိမ်ရောက်တော့အဖားနဲ့အမေတော်အိပ်ပျော်နေကြပြီဗျမနက်အိယာကနိုးတော့အမေဘယ်အချိန်ကထပေါင်းထားမှမသိတဲ့ကောင်းချင်းပေါင်းကအစင်သင့်ကြိုနေလိုပဲဗျာပဲပေါင်းလေဗျာပဲလုံးဖြူဖြူလေးတွေကိုပေါင်းထားတဲ့ကောင်းချင်းပဲပေါင်းလေဗျာနှမ်းတော်ထောင်းလေးရဲ့အဖရဲ့အမေရဲ့ကျုပ်ရဲ့ကောင်းချင်းပူပူလေးကိုဖူးကနေမှုတ်ပြီးလက်ထဲမှာကြည့်အောင်စုပ်လိုက်နှမ်းတောင်းလေးစားလိုက်နေဗျာကောင်းချင်းပေါင်းစားရင်အဖကကျုပ်ကိုမေးတယ်လူလေးညကချစ်ခိုင်တို့ဝိုင်းကိုသွားတာဘာသတင်းထူးတော့ကွာအဖကမေးတော့ကျုပ်ပြောရတော့တာပေါ့ဗျာအဖရေ
မင်းညာကကြောက်ခဲနဲ့တမလီပြောတာအမှန်ပဲဗျာမနဲ့စောစောသူ့ဝိုင်းထဲကိုရောက်နေတဲ့တောကြီးကန်းကြီးတွေကိုဘာလေးချစ်ခိုင်ကချောက်လန့်ပြီးတော့မောင်းတာနဲနဲမောက်ကိုမကြောက်ဖဲနဲ့ဘာလေးကိုပြူပြီးတော့ကြည်နေကြရတာပဲဗျာဒါနဲ့ဘာလေးကဒေါသဖြစ်ပြီးတော့အိမ်ပေါ်တက်သူ့လက်ဆွဲတော့လေးကျိုးတက်ပြီးတော့လောက်စလုံးနဲ့ကြီးကန်းတစ်ကောင်ကိုပြစ်ချလိုက်တာဘုံကနေပြုတ်ချရောတယ်ဗျာအဲ့ဒီကြီးကန်းကစန့်ရင်ပြစ်နေတဲ့အချိန်မှာဘာလေးတို့ဝိုင်းထဲကအုံးပင်ကြီးပေါ်ကနေလက်ရကြောပြူကြီးတစ်ကောင်ထိုးဆင်းလာပြီးတော့ပြုတ်ကျသွားတဲ့ကြီးကန်းပေါ်မှာကာယာကြီးခွနေဆိုပဲပြီးတော့သူ့ကိုယ်လုံးနဲ့အသက်ငင်နေတဲ့ကြီးကန်းကိုပိချလိုက်တာအပါလေးပြစ်ထားတဲ့ကြီးကန်းကအကောင်းပကတိဖြစ်သွားပြီးတော့ထပြန်သွားတာပဲဗျာအဲ့ဒီကြီးကန်းနဲ့လက်ထတွေကဘာလေးတို့ဝိုင်းပေါ်မှာတော်တော်ကြာဝဲပြီးတော့ပြန်နေသေးတာဆိုပဲနောက်တော့မှပြန်သွားကြောက်ရတာပဲအဖကြီးချစ်ခိုင်ကလည်းငတ်မုံဆိုးပဲလေတစ်သက်လုံးငှက်ပြစ်လာတဲ့ကောင်ပဲလက်ကလည်းတော်တော်တဲ့ဟာကွာချစ်ခိုင်ကမိမိရဲ့ဖြစ်ရလို့ကတော့လွဲသွားတယ်ဆိုတာရှိကိုမရှိဘူးကွာဒီတော့လေငှက်တွေလည်းသူ့ကိုမြင်ရင်မုန်းနေကြတယ်ထင်ပါရဲ့လူလေးရဲ့မွေသားစားတဲ့သူတွေကိုမွေတွေကသိတယ်လို့ပေါ့ငှက်တွေကိုလည်းချစ်ခိုင်ကိုငှက်မုံဆိုးဆိုတာသိနေသလားမှမသိတာဒါပေမဲ့အဖရဲ့အဲ့ဒီတောကြီးကန်းကြီးတွေကနည်းနည်းတော့ထူးဆန်းတယ်လို့ကြုတ်ချင်တယ်ဗျအကောင်ကြီးတွေကလည်းအကြီးကြီးတွေဆိုပဲအင်းလေကြီးကန်းပဲကြီးကန်းမှာလာပေါ့ဘာလို့လရကြောပြူကြီးနဲ့ပေါင်းပြီးတော့လာကြတာတော့ပြီးတော့သေတော့မဲ့ကြီးကန်းကိုလရကဆင်းပြီးတော့စေးကူပေးသလိုလှုပ်တာတော့အဖလည်းအံ့ဩတယ်ကွာဒါမရိုးလာဘူးထင်တယ်လူကလေးရဲ့ကျုပ်ပြောရအောင်မယ်ဗျကျုပ်တို့အညာမှာကအသက်သိမ့်မကွာတဲ့ငယ်တဲ့သူကိုဦးလေးလို့မခေါ်ဘူးဗျာပါဠိလို့ခေါ်ကြတာကိုနဲ့အမျိုးတော်လို့ရဲ့မဟုတ်ဘူးပြီးတော့တလက်စာတွေပြောရအောင်မယ်လောက်လေးဆိုတာခမရတို့သိချင်မှသိမှာဗျလေးကိုင်းကိုဝါနဲ့လှုပ်ရတာဝါကောင်းကောင်းကိုရှာပြီးခုတ်ရတယ်ပြီးရင်လေးကိုင်းကိုရေနံတုပ်လိုက်ကြက်တင်လိုက်လှုပ်ရတယ်လေးကိုင်းကိုထိမ့်တဲ့ဖက်မှာလေးကျိုးတက်ဖို့အချိုင်လေးထွင်းရတယ်ဒါမှလေးကျိုးပြုတ်မထွက်မှာပေါ့ဗျာဘာလေးချစ်ခိုင်ကတော့အသင့်လုပ်ပြီးသားလေးကိုင်း၅ခုလောက်ကိုရှိတာဗျပြီးရင်လက်ကင်နေရာမှာလေးကိုင်းရဲ့အလဲတဲ့ပေါ့ဗျာအဲ့ဒီနေရာမှာလက်ကင်ကိုချိန်နဲ့တေးသေးချာချာဖွင့်ပြီးတော့ထိုးထားရတယ်ဗျာလေးကျိုးကိုတော့နှစ်ချောင်းတွဲဗျအလဲတဲ့မှာပဲချိန်နဲ့ပဲလောက်ဆိုင်ကိုထိုးရတယ်ဒါကလောက်စလုံးထည့်မဲ့နေရာပေါ့ဗျာလေးကျိုးတက်ပြီးရင်လေးကိုင်းကကွေးသွားတာပေါ့ညာနဲ့ပြည့်တဲ့လေးကိုင်းလို့ကွေးသွားတာပေါ့ပြစ်တော့မယ်ဆိုရင်လောက်စာအိမ်မှာလောက်စလုံးထည့်ပြီးတော့တစ်ဖက်ကကင်ထားနောက်လက်တစ်ဖက်ကလေးကိုင်းကိုကင်ပြီးလေးကျိုးကိုအစုံလေးဆွဲပြီးတော့လက်ကိုလွှဲပြရတာဗျမပြစ်တတ်ရင်လေးကိုင်းကင်ထားတဲ့လက်မကိုလောက်စလုံးကသွားထီပြီးလက်မကြီးရောင်လာရောပြိုအဖားနဲ့ကျုပ်စကားဆုံယုံရှိသေးတယ်ဗျာဂွိတာတွေဟာကြောက်ခဲ့ပါလားဒီကောင်ပြာကြီးပြာနဲ့ဘာဖြစ်လာတာတော့ကျုပ်ကပြောလိုက်ပြီးဝိုင်းဝါကိုလှမ်းကြည့်လိုက်တယ်ဒီကောင်ကြောက်ခဲဝိုင်းထဲကိုဝင်လာတဲ့ပုံစံကမပြေးရုံတမယ်ပဲဗျာကိစ္စတော်အရေးကြီးပုံရတယ်ဗျကြောက်ခဲဘာဖြစ်တာတော့အိမ်ပေါ်ကိုပြေးတက်လာတဲ့ကြောက်ခဲကိုကျုပ်ကစီးမေးလိုက်တယ်ဗျာကိုကြီးလာတယ်ကြောက်ခဲကတော်တော်မောနေတယ်ဗျဒီကောင်စကားတော်တော်မပြောနိုင်ဘူးကျုပ်ကရေအိုးစင်ကရေတစ်ခွက်ပြေးခတ်ပြီးကြောက်ခဲကိုပေးလိုက်တယ်ဒီကောင်ရေကိုဖြည်းဖြည်းတောက်တယ်ဒီတော့မှအမောပြေးသွားပြီးဂွိတာတွေဘာလေးချစ်ကစုံမိဗျာဟေးဟာအမေနဲ့အဖေပါအံဝပြီးအော်မိတာဗျို့ဘလို့ဖြစ်တာတော့ကြောက်ခဲသူ့ရထဲမှာတေထားတယ်ဗျာဘာလေးကမနဲ့အစောကြီးထပြီးတော့သူ့ရခင်းတွေကမပဲချင်းကိုတွားကြည့်တာတဲ့ဟိုတနေ့ကပဲခင်းကိုမြေရောစာပတ်ထားတာအဲ့ဒီအချိန်ကြီးကြည့်ဖို့တွားတယ်ဗျာသူ့ရဲ့လက်ဆွဲတော့လောက်လေးကိုပခုံးမှာလွဲလို့ဗျာလောက်စလုံးအိမ်ကိုဆလဲသားပြီးတော့ထွက်သွားတာတယ်ဗျနေမအောင်ကြောက်ခဲရဲ့တေတာကပိုးထီလို့လားလေးတွေပါတွေဖြစ်သွားသေးရလားဟုတ်ဘူးဗျကြီးကနေဝိုင်းလို့တေတာတဲ့ဟေးဟုတ်လားမင်းသွားကြည့်ပြီလားမရောက်သေးဘူးဗျကျုပ်လဲကြားချင်းကိုကြီးတာတွေကိုလာခေါ်တာဗျရွာတွေကလူတွေရောတကြီးရောစိန်ကောင်းတွေရောသွားကြပြီဗျာဟာဟုတ်လားကွာလာတို့လဲသွားကြည့်ရအောင်ချစ်ခိုင်နေဖြစ်ရလေဟဲ့ကျုပ်မိကဝမ်းနေပန်းနေပြောလိုက်တာဗျဘာလေးချစ်ခိုင်ကိုကျုပ်တို့တရားလုံးကလွတ်ခင်ကြတာဗျဘာလေးချစ်ခိုင်ဆိုတဲ့သူကငှက်ပြစ်ဝါသနာပါတာကလွဲရင်ဘသူ့ကိုမှဒုက္ခပေးရသူမဟုတ်ဘူးရရေးရွာရေးဆိုလဲဘတော့မှ
လက်နေတဲ့သူမဟုတ်ဘူးဗျာတာရေးနာရေးဆိုလဲကျုပ်တို့လူငယ်တွေကိုဒူးလူပေါင်းဖက်လှုပ်တဲ့သူပါဗျာဒီတော့လေတရွာလုံးကဘာလေးကိုခင်ကြတာပေါ့ဘာလေးချစ်ကသူစိုက်ထားတဲ့ပဲကင်းပေးမှာတည်နေတာပြို့တရွာလုံးဝိုင်းအောင်ကြည့်နေရတဲ့အထင်မှာကျုံနဲ့ကြောက်ခဲလဲဝင်တိုးရတာပေါ့ကျုပ်လာတာတွေ့တော့တချို့ကနည်းနည်းဖယ်ပေးရတယ်ဗျာသူတို့စိတ်ထဲမှာဒီလိုထူးထူးဆန်းဆန်းကိစ္စတွေဆိုရင်ကျုံနဲ့ဆိုင်တဲ့ကိစ္စလို့ထင်နေကြပုံပဲဗျဟာကျုံနဲ့ကြောက်ခဲဘာလေးအလောင်းကိုတွေ့ကြပြီပေါ့ဗျာကျုပ်ရောကြောက်ခဲရောပါဇက်ကဟာနဲ့ဗျိုင်းလူအွန်လိုင်းမိကြတာဖြို့ဟာဒါဘလို့ဖြစ်တာတော့ဗျာကြောက်ခဲကကျုပ်ကိုမေးသလိုလိုနဲ့သူ့ဘာသာပြောသလိုလိုနဲ့အလန့်တကြားပြောလိုက်တာဗျာဟုတ်ပါဗျာဘာလေးလောင်းကပတ်လဲဗျာမျက်လုံးနှလုံးမရှိတော့ဘူးမျက်လုံးနေရာမှာဟောက်ပတ်ကြီးဖြစ်နေလို့ဗျာပါဇက်ကြီးကလည်းဟာပြီးတော့အော်နေတဲ့ပုံပဲဗျာဘာလေးမသိရင်မချိမဆက်ဝေဒနာခံစားရပြီးတော့မချိမဆက်အော်ဟစ်ပြီးမှတည်သွားတဲ့ပုံပါဗျာတကောလုံးသွေးတွေကိုချက်ချင်းနေနေတာပြို့ဟာကျုပ်ဖြင့်လက်အောင်အော်မိတာဗျာသွေးတွေရွှဲနေလို့စောသားကမသိတာဗျာတေးသေးချာချာကြည့်လိုက်တော့မှဘာလေးကိုမှအသားတွေမှမရှိတော့တာအယိုးတွေပေါ်နေတာဗျမျက်နှာမှာလည်းအသားတွေမရှိတော့ဘူးကျုပ်ရှိကိုသွားလိုက်တယ်အလောင်းနာမှာကပ်ပြီးရက်ချင်နေတဲ့တကြီးနဲ့စိန်ကောင်းတွေအနာကိုကပ်ပြီးကြည့်လိုက်တယ်ဟိုးဖြစ်မှဖြစ်ရလေဗျာဘာလေးရဲ့ရင်ဘတ်တစ်ချမ်းလုံးအသားဆိုလို့ဘာမှမရှိတော့တာအယိုးတွေပေါ်နေတာဗျကျုပ်တို့စောစောကကြည့်နေတဲ့နေရာကနည်းနည်းလမ်းပြီးတော့တေးသေးချာချာမမြင်ရတာပဲဟိုးပိုက်ထဲမှာလည်းဟောင်းလောင်းကြီးဗျာဦးတွေအသေးတွေဘာမှကိုမရှိတော့တာကျုံဘက်ကလှမ်းမစားနိုင်လို့အသားကျန်နေတာဗျညနေမှာလည်းအသားတစ်စက်မှမရှိတော့ဘူးဗျာဟာဘာလေးရဲ့ရှာပါမရှိတော့ဘူးဗျာရှာဘူးပါစားသွားတာပဲဘယ်လိုဖြစ်တာတော့တကြီးရဲ့ဟင်ဘိုးကြီးလေးဗျဒီအဖိုးကြီးတောင်ဝေးကြီးထောက်ပြီးဒီအထိလိုက်လာတာပဲရွာမြောက်ပိုင်းကတာတင်းတွေ့တာဘိုးကြီးလေးရဲ့တာတင်းကသူ့ຢာထဲမှာပဲကင်းကိုအသွားဒီနားမှာကြည့်ရဝိုင်းအောင်နေလို့ဘာများလဲဆိုပြီးတော့လာကြည့်တာတဲ့အပေါ်မှာဝဲနေတဲ့ကြီးကလည်းအကောင်တရားလောက်ရှိတာပဲဆိုပဲအောက်မှာချိတ်ခိုင်ကိုဝိုင်းထိုးစိတ်စားတောင်းနေတာအကောင်900လောက်တောင်ရှိမယ်ဆိုပြီးတော့တာတင်းကပြောတယ်ဗျဒါနဲ့သူကမေးဆိုင်ငယ်ကြီးတွေနဲ့ဝိုင်းပြတော့မှကြီးတွေကဝေါ်ကနေပြန်တော့တာတဲ့ဒီတော့မှသူလာကြည့်တဲ့ချိတ်ခိုင်အလောင်းကိုတွေ့တာတဲ့ပထမတော့တာတင်းကခွေးတွေဘာတွေများဝိုင်းပြီးတော့ကြီးကနေစားနေကြလို့တွေးမိတာတဲ့လာကြည့်တော့မှချစ်ခိုင်လာမယ်သိတာတယ်သူငယ်ဟောပြီးကြည့်နေတော့မှပဲကြီးကနေကသူ့ကိုဝိုင်းထိုးမယ်လှုပ်လို့မနှဲလို့အောင်ပြေးရသေးတယ်တဲ့ကျုပ်ကိုလာပြောလို့ကျုပ်တို့လူစုပြီးဒီကိုရောက်တဲ့အချိန်မှာတော့ကြီးကနေကမရှိတော့ဘူးလေဗျာအော်ဖြစ်မှဖြစ်ရလေချစ်ခိုင်ရဲ့ဘိုးကြီးလေးကလေဘင်းမှာပတ်ထားတဲ့တပတ်ကလေးနဲ့မျက်ရည်တုပ်နေတယ်ဗာလေးကြီးရဲ့မလန်မကန်းမှာသူ့လက်ဆွဲတော့လောက်လေးကြီးဗျာလောက်စလုံးနေလေမြေကြီးပေါ်မှာပြန်ကျဲနေတယ်ဘာလေးနဲ့တလန်နှစ်လန်လောက်အကွာမှာကြီးကန်းအသည်9កောင်6កောင်လောက်တွေ့တယ်ဗျသူမသိခင်တော့ရသလောက်ပြက်သွားတာလို့ပဲကျုပ်တွေးလိုက်မိသေးတယ်ဒါပေမဲ့ကြီးကန်းအကောင်1000လောက်ကိုတော့ဘယ်လိုလုပ်ပြစ်နိုင်မလဲဗျာအသားမရှိတော့တဲ့အယိုးတွေပေါ်နေတဲ့မျက်လုံးဟောက်ပတ်ကြီးတွေနဲ့ဘာလေးချစ်ရဲ့အလောင်းကြီးကမျက်စိတွေကနေမထက်ပါဘူးဗျာရှားထဲမှာပဲအလောင်းကိုခေါင်းသိမ်းပြီးနေချင်းမိတကြိုလိုက်ရတာပေါ့အလောင်းကိုရွာတဲ့အထိတော့ပြန်မယူတော့ဘူးဗျာအလောင်းကလည်းမြင်လို့ကိုမကောင်းတော့တာလေရှာတရွာလုံးကိုတိတ်သွားတော့တာဗျလူတွေတော်တော်ကိုကြောက်သွားကြတာဟိုတစ်ပင်မောကြီးဒီတစ်ပင်မောကြီးနဲ့ကြီးကန်းတွေများရောက်မလားဆိုပြီးတော့လန့်နေကြတာဗျလူကြီးတွေကလည်းပြောကြရတာပေါ့ဗျာဟဲ့နင်တို့ကဘာအတွက်ဒီလောက်ကြောက်နေကြတာတော့ချစ်ခိုင်ကငှက်မုံဆိုမို့ငှက်တက်တာခံရတာလေနင်တို့မကြားဘူးလားအလံမဲစရာငွေကြိုက်တရားတဲ့အခုလဲငှက်မုံဆိုငှက်တက်လို့တေးရတာပဲလေနင်တို့ငှက်မုံဆိုမှမဟုတ်တာငှက်တွေကိုဘာလို့ကြောက်ကြတာတော့ဘာလေးချိတ်ခိုင်စုံပြီးတလားလောက်ကြာတော့ရွာထဲမှာကျွတ်စီနဲ့ဖြစ်ကြပြန်ရောဗျို့ကျုပ်လဲဘာဖြစ်တာတော့သိရအောင်ရွာထဲထွက်လာခဲ့တယ်ဒါတည်းဒီလိုကြည့်နေလို့တော့မဖြစ်တော့ဘူးနော်တခုခုတော့လုံးဝဖြစ်တော့မှာဟေးကျုပ်ဝိုင်းနဲ့ထွက်တာနဲ့မြောက်ပိုင်းကဘိုးစိန်ညုံနဲ့တန်းထိုးတာပဲဗျို့အခုဘာဖြစ်လို့တော့ဘိုးရဲ့ဟာတို့မြောက်ပိုင်းကစိတ်ဖေးလေပဲကနေကပြန်လာတာတောကြီးကနေဝိုင်းလိုက်လို့ဟာတာတည်းမနေ့ကအသက်လူပြီးတော့ပြေးလာရတယ်ဆိုပဲရွာထဲဝင်တော့မှနောက်ပြန်လှည့်သွားကြတာတဲ့
ဒီနေ့ဆိုရင်ရွာပြည်ကိုဘသူမှတော့မထွက်ရဲကြဘူးလေဟေးဟာဟုတ်လားဘို့ဒီကြီးကနေပြန်ရောက်လာကြပြန်ပြီပဲထူးတော့တော်တော်ထူးနေပြီဘို့ရဲ့အေးကွာတားတယ်စိတ်မေးတော့လွတ်အောင်မပြေးနိုင်ရင်ချစ်ခိုင်ပုံစံတိုင်းဖြစ်တော့မှာထင်တယ်တခုခုတော့လှုပ်ဆမ်းမှလူလေးရမင်းဆရာကြီးတွေပင့်သိရင်လည်းသွားဖိတော့ကွာကျုပ်ကြည့်ပါမယ်ဘို့အေးမင်းကိုအားကိုးပါတယ်တားတရားကျုပ်ရွာထဲမသွားတော့ပဲဝိုင်းထဲကိုပြန်ဝင်ခဲ့တယ်အိမ်မော်တက်တော့အဖားနဲ့အမေကအကျိုးအကြောင်းမေးလို့ကျုပ်ပြောပြရတာပေါ့ဗျာတနေ့လုံးကျုပ်အလုပ်တွေလုပ်ရင်ဒီအကြောင်းပဲစဉ်းစားနေတာဗျကျုပ်ဘာကမှအဖြေထွက်အောင်မတွေးနိုင်ဘူးညအိယာဝင်တော့မဖဲဝါရဲ့ကိုဝါအယုတ်လေးကိုလက်ထဲမှာစုပ်ထားပြီးမဖဲဝါကိုကျုပ်ပြောလိုက်တယ်တင်းချိုင်းရှင်မဖဲဝါကျုပ်တို့ရွာမှာကြီးကန်းနေတောင်းချမ်းနေလို့ဗျလွန်ခဲ့တဲ့တလကဘာလေးချစ်ခိုင်ကိုတက်ပြီးတော့စားပြေးကြတယ်ကျုပ်တို့ကဘာလေးချစ်ခိုင်ကိုငတ်မုံဆိုးမလို့ကြီးကန်းနေတက်ပြတယ်ထင်တာအခုတော့ကိုစိန်မေကိုတက်ဖို့ဝိုင်းလိုက်ကြပြန်ပြီဗျာဒီကြီးကန်းတွေကလူသားစားတဲ့ကြီးကန်းဆိုတာတေးကြပြီးမဖဲဝါဒီကိစ္စကိုအိမ်မက်ပေးပြီးတော့ပြောပြပါပြီးတော့ဒီကြံကိုဘလို့နှိမ်နှင်းရမလဲဆိုတာပါပြောပြပေးပါကျုပ်တို့ရွာသားတွေယာရဲဆင်းပြီးတော့အလုတ်လို့ရတော့မှမဟုတ်တော့ဘူးဗျာကျုပ်ကင်ထားတဲ့မဖဲဝါကိုပွားရုပ်လေးကစက္ကနေတုံသွားတာကိုကျုပ်သိလိုက်တယ်အယုတ်လေးကိုကျုပ်ကောင်းအောင်မှထားပြီးအိတ်လိုက်တယ်တတ်တယ်ငါဒီမှာကျုပ်ကခါတိုင်းမြင်နေကြစက်နေရတဲ့အပင်ကြီးအောင်မှမတွေ့တာနဲ့ဟိုကြည့်ဒီကြည့်လုံနေတာဗျမဖဲဝါကဒါကိုသိလို့ကျုပ်ကိုလှမ်းခေါ်တာပြို့အတန်ကြားတဲ့ဘက်ကိုကျုပ်လှမ်းကြည့်တယ်မဖဲဝါကခါတိုင်းလိုပဲကျုပ်နဲ့ရွယ်သူကောင်မလေးရွယ်ဖန်ဆင်းထားတာဗျဒါတည်းနေတို့ရွာတော့စုံညိုတာခံနေရပြီဗျာစုံညိုတာဟုတ်လားကျုပ်တို့ရွာမှာစုံမရှိပါဘူးဗျာဟဲ့ဒါတည်းဒီစုံကနေတို့ရွာကစုံမဟုတ်ဘူးဟဲ့တခြားမှာနေတဲ့စုံသူ့ကိုကြီးကမ်းမလို့ခေါ်တယ်သူကကဘာပတ်ပြီးတော့သွားနေတာဒီဘက်မရောက်တာကြာပြီအခုမှဘယ်ကဘလို့ရောက်လာတာလဲဆိုတာငါလည်းမသိဘူးငါနဲ့လည်းမတည့်ဘူးကြီးကမ်းမကငါဆိုအိုင်းမုန်းတာဟာဟုတ်လားကြီးကမ်းမကမဖဲပါဘူးဘာကြောင့်မုန်းတာလဲဗျာတခါကငါပိုင်တဲ့ရန်ကုန်ကကျန်တော်တင်ညာကြီးထဲမှာမဟုတ်ကအစီရင်တွေဘာတွေလုပ်လို့ငါမောင်းထုတ်လိုက်ဘူးတဲ့အဲ့ဒါကိုကြီးကမ်းမကငါ့ကိုအညှိုးထားတယ်တနေ့နေ့ကြရင်နေကောင်းကောင်းဒုက္ခရအောင်လုပ်မယ်လို့ချိန်သွားသွားတယ်တာတီရဲ့အခုတော့သူနဲ့ငါနဲ့ပြန်တွေ့ကြရတော့မှာပေါ့လေဟင်းမဖဲပါကဘာလုပ်လို့တော့ဒီကြီးကမ်းမကသူ့ပုံးတဲ့နေရာတိုင်းမှာဆေးတွေစီရင်ပြီးတော့ကြီးကမ်းတွေကိုအစာကျွေးတာဟဲ့တာတီရဲ့သူ့ဆေးမိသွားတဲ့ကြီးကမ်းတွေအားလုံးကသူ့အစေအပါးတွေဖြစ်ပြီးတော့သူခိုင်းတိုင်းလောက်ကြတော့တာပဲဟေးသူဒီနယ်ကိုဘလို့ရောက်လာလဲဆိုတာငါတို့မသိဘူးသူနဲ့အတူပါလာတဲ့ကြီးကန်းတွေရောဒီနယ်ကသူဆေးကျွေးထားတဲ့ကြီးကန်းတွေရောပေါင်းလိုက်ရင်ကြီးကန်းတွေထောင်ချပြီးတော့ရှိနေပြီအဲ့ဒီဒေါ်ကြီးကန်းကြီးတွေကကြီးကန်းမရဲ့အစေပါးတွေပဲဟဲ့နေပါဦးမဖဲပါရဲ့ဒီဆုံးမကြီးကိုဘာလို့ကြီးကန်းမလို့ခေါ်တာတော့ဗျဟဲ့တာတဲ့ဒီကောင်မကြီးကစုံးပညာကိုအမြင့်ဆုံးတက်နေပြီဟဲ့အသက်ကလည်းရာချီနေလောက်ပြီတခြားဆုံးတွေကထမိန်ချုံရင်လရဖြစ်တယ်သူကအဝိနဲ့ကြီးခြုံလိုက်ရင်ကြီးကန်းကြီးဖြစ်သွားရောဟေးအဖေကတော်ကြီးကန်း90လောက်ကြီးတယ်ဒါကြောင့်ဒီဆုံးမကြီးကိုကြီးကန်းမလို့ခေါ်တာဩဒီဆုံးမကြီးကဗမာမကြီးပဲလားဟာမဟုတ်ဒီကမဟုတ်ဘူးဘေးတိုင်းရန်ကဆုံးမကြီးမှန်ကိုမသိတာဟာဒါဆိုရင်ကျုပ်တို့ရတော့ဒီဆုံးမကြီးညိုးတာခံရရင်တေကုန်တော့မယ်ထင်တယ်နင်ဒီလောက်ကြောက်ကြမလို့တာတဲ့ဒီကောင်မကြီးပုံနေတဲ့ခုပေါက်ကိုငါသိတယ်အခုလာမဲ့လကွယ်ည9နာရီတိမှာနင်ထနာကုန်းအနောက်ဘက်တကားကနေထွက်ခဲ့ပြီးရင်ညောင်ချက်ပင်ကြီးအောက်မှာစောင့်နေနင့်ကိုနှက်ကြော်လာပြီးတော့ခေါ်လိုက်မယ်နှက်ကြော်ကိုနင်မကြောက်နဲ့တာတဲ့နှက်ကြော်ကနင့်ကိုတိတယ်သူနင့်ကိုခင်းတယ်သူနဲ့သာလိုက်သွားသူကကြီးကမ်းမပုံနေတဲ့ဂူပေါက်ကြီးကိုလိုက်ပြပေးလိုက်မယ်အဲ့ဒီတောင်တောင်လုံးမှာကြီးကမ်းမရဲ့အစေပါကြီးကမ်းနေရှိတယ်ဒါပေမဲ့ဒီကောင်တွေကအစားကျတဲ့ကောင်တွေဆိုတော့အိတ်တန်းတက်ပြီဆိုတာနဲ့မနှိုးတော့ဘူးပြီးတော့သူတို့မျက်လုံးတွေကညဘက်ဆိုကောင်းကောင်းမမြင်ရဘူးနင်ရဲရဲသာလိုက်သွားလိုက်နင်ကိုယ်ထဲဝင်ပြီးလို့နင်ကိုစုံမကြီးကအာယုံစိုက်နေတဲ့အချိန်မှာငါကူထဲကိုကြီးကမ်းမမသိအောင်ဝင်ခဲ့မယ်ငါ့ကိုကြီးကမ်းမတွေ့သွားတာနဲ့နင်ကိုသူအာယုံစိုက်တော့မှာမဟုတ်ဘူးသိလားငါ့ကိုပဲအသေးကြီးတိုက်တော့မှာင
ငါရှုံးမဲ့အရေးမြင်ရင်နေဆရာကြီးတွေပေးထားတဲ့အင်းနေနဲ့ဝင်ပြီးတော့ပြစ်ပြီးတော့တကယ်လို့စုံမကြီးကအဝတ်နဲ့ခြုံပြီးကြီးကန်းဖြစ်ပြီးဆိုရင်နေနောက်ဆုတ်လိုက်တော့တာလေနဲ့ကြော်ရင်ဆိုင်လိုက်မယ်နောက်ဆုံးစုံမကြီးကိုယ်တွေကထွက်သွားရင်နင်ဘာမှမလုပ်နဲ့တော့ကြားလားနင်သူ့ကိုတတ်လို့ရမှာမဟုတ်ဘူးဒီနယ်ကနေပဲမောင်းထုတ်လို့ရမှာဒါပေမဲ့ကြီးကမ်းမကသူ့ရှုံးသွားရင်ဒီနယ်ကိုဘရောမှပြန်မလာတော့ဘူးဟဲ့တာတေထတော့လေမိုးလင်းနေပြီဟဲ့အမေတို့တော့မှကြုံလို့သွားတယ်ဗျကျုပ်ချက်ချင်းမဖဲပါပေးတဲ့အိမ်မက်ကိုတတိယသွားပြီးအမေကိုလှမ်းမိလိုက်တယ်အမေနောက်ွယ်ဖို့ဘယ်နည်းလိုသေးတော့ညာအောင်မဲတာတေနေကဘာများလုံးမလို့တော့ဟဲ့ကိစ္စရှိလို့ပါအမေကနောက်3-4ရက်လိုသေးတယ်ဟဲ့ကျုပ်အမေကိုဘာမှပြန်မပြောပဲမျက်နှာတစ်ဖို့ဝိုင်းနဲ့ထွက်ခဲ့တယ်တနေ့ကျုပ်မှာအင်းတွေရှာရဖျားရှိကိုပရိစိတ်ရနဲ့အားကိုမအားပါဘူးဗျာဒီအတွင်ကျုပ်အပြင်ကိုလုံးဝမထပ်ဘူးဗျအဘနဲ့အမေကကျုပ်လုပ်နေတာတွေကိုမတိမတာအကဲခဲ့ပြီးတော့ကြည်နေကြတာဗျာဘာမှတော့မမေ့ဘူးကျုပ်ကတော့အဖေရှင်တို့ဘိုးလူပေတို့ကိုတိုင်တယ်ပြီးတော့အကြောင်းကြားလိုက်တယ်ဒီလိုနဲ့ကျုပ်ဆောင်နေတဲ့လခွေညာကိုရောက်လာတော့တာပေါ့ဗျာမဖဲဝါပြောတဲ့အတိုင်းည9 နာရီတိမှာကျုပ်ရွာနောက်ဘက်တကားကထွက်ပြီးတော့ညောင်ချက်ပင်ကြီးအောင်ကိုရောက်နေပြီကျုပ်ရဲ့အင်းနေဆေးတွေထည့်ထားတဲ့ဆေးလွယ်အိတ်ကိုဆလဲသွားပြီးတော့လွယ်ထားတယ်ကျုပ်သုံးဖို့ရွေးထားတဲ့အင်းတွေကတော့လွယ်ရဲ့အပြင်ဘက်ကအိတ်ကထဲမှာအစင်တိုင်းထပ်ထားပြီးသားဗျဟောနတ်ကျော်ကြီးလာပြီဗျို့လာဝဲညအမောင်တူကြီးတဲ့ကနေထွက်ပေါ်လာတဲ့နတ်ကျော်ကြီးရဲ့အော်တန်ဗျကျုပ်ကမျက်ခွင်းစိတ်ကိုကွင်းလာခဲ့တာလေဗျာနတ်ကျော်ကြီးကိုကျုပ်မြင်နိုင်တယ်လေနတ်ကျော်ကြီးရဲ့အတန်ကတဖြည်းဖြည်းနဲ့နီးလာပြီဗျို့နတ်ကျော်ကြီးကျုပ်စီကိုတန်းလာနေတာဗျနဲတဲ့အကောင်ကြီးလားဗျာတကယ်ကိုနံပါတ်တန်းလောက်ရှိတာဗျနတ်ကျော်ကြီးကကျုပ်ကိုသူ့အမေကြီးလှုပ်ပြတယ်ကျုပ်ကခေါင်းကြီးပြပြီးတော့ညောင်ချက်ပင်အောက်ကနေထွက်လာလိုက်တယ်ကျုပ်လည်းထွက်လိုက်ရောနတ်ကျော်ကခြာကနေလဲပြီးအလဲရိုးမဘက်ကိုဦးတီးပြီးတော့သွားရောဗျို့ကျုပ်လည်းနတ်ကျော်ကြီးနောက်ကနေခတ်တုတ်လိုက်ရတာပေါ့မဖဲဝါရဲ့ခွေးကြီးကရှေ့ကသွားကျုပ်ကနောက်ကလိုက်နဲ့တောင်ကြီးကိုရောက်လာတယ်လာရောင်မရှိပေမဲ့ကဲရောင်လေးရှိလို့တော့တော်တာပေါ့ဗျာနတ်ကျော်ခေါ်တဲ့လမ်းတိုင်းကျုပ်တော်မကိုတက်ခဲ့တယ်ကျုပ်စိတ်ချင်းည7 နာရီလောက်ရှိတော့နတ်ကျော်ကရှေ့ဆက်မသွားဘဲနဲ့ရက်လိုက်ရောဗျာပြီးတော့ခြုံဖို့တွေနဲ့တွန်းဝင်ခိုင်းတယ်သူကရှေ့ကတိုးသွားတော့ကျုပ်ကနောက်ကလိုက်ရတာပေါ့ဗျာဒါပေမဲ့အတန်မမီအောင်ကျုပ်ကတတိထားပြီးတော့တိုးရတာပေါ့ဗျာခြုံမို့ကြီးတွေကိုတိုးပြီးဟိုဘက်ကိုထွက်လိုက်တော့ဟာတွေ့ပြီဗျို့တွေ့ပြီကြီးကမ်းမနေတဲ့ဂူပေါက်ကြီးဗျာဂူပေါက်ကိုခြုံပုတ်ပြီးပိတ်ထားတာကိုဂူထဲမှာမီးလေးနေတယ်ဗျာကျုပ်အပေါက်ဝါကိုတေးသေးချာချာကပ်ပြီးတော့ကြည့်လိုက်တော့နေရာမှာကြောက်ဖျောင်းနိုင်နေထုံးလာတာဗျာပြီးတော့ဂူအလဲမှာမီးပေါ်ကြီးတစ်ဖို့နဲ့ကြောက်အိုးကြီးတစ်လုံးတည်ထားတာတွေ့လိုက်တယ်ဗျာဒါစုံးမကြီးစီးကြိုထားတာပဲဖြစ်မယ်ကျုပ်စုံးမကြီးကိုလိုက်ကြည့်တော့မတွေ့ဘူးဗျာဂူထဲကကြောက်ပန်းဆွဲကြီးနားမှာနားနေတဲ့လရာကြီးနှစ်ကောင်ကိုတွေ့လိုက်တယ်တကောင်ကလရထိတ်နေကြီးဗျာတကောင်ကလရကြောပြူကြီးဘာလေးချစ်ခိုင်ပြောတဲ့လရကြောပြူဆိုတာဒီကောင်ကြီးပဲဖြစ်မယ်ဟောကူတောင်းကမဲနဲ့ထွက်လာတာဘာကြီးပါလဲဟာမြောက်ဝန်ကြီးဗျာနဲတဲ့အကောင်ကြီးလားဟောမြောက်ဝန်ကြီးကစေးကြိုထားတဲ့ကြောက်အိုးကြီးနားကိုရှောက်လာပြီးတော့မီးဘိုတဲ့ကိုထင်းချောင်းနေထဲလို့ဗျာဟောခါကြီးကုန်ပြီးတော့ဖူးနဲ့မီးတောင်မှုတ်နေလိုက်တယ်ရောဗျာမီးဘိုကမီးတောက်သွားတာနဲ့မြောက်ဝန်ကြီးကကုန်းနဲ့ဂူတောင်းကနေမှောင်လေးကိုဝင်သွားတယ်ဗျာဒီတော့မှကျုပ်လည်းဂူထဲကိုတတိထားပြီးတော့ဝင်လိုက်တယ်နတ်ကျော်ကျုံတော့ကနေခလန်းပါလာတယ်ဟာကျုပ်ကိုမြင်သွားပြီဗျာလရထိန်ကြီးကအိတ်နေတာမှမဟုတ်တာကင်းဆောင်နေတာဗျဒီကောင်ကျုပ်ကိုတွေ့သွားပြီဟောလရကြောပြူကြီးကလည်းကျုပ်ကိုမြင်ပြီးတော့အော်တော့တာပဲဗျို့ဟဲ့ထိတ်ဖြူဘာတွေဖြစ်နေကြတာတော့ဟာဒါကြီးကမာကြီးရဲ့အတန်ပဲဗျာစောစောကမြောက်ဝန်ကြီးဝင်သွားတဲ့မောင်ရီထဲကနေထွက်လာတာဗျခိုင်းတစ်စိချိုကုန်းပြီးတော့ခေါင်းမှာပဝါနီနီကြီးတစ်ထည်ကိုခေါင်းပေါင်းထားတယ်ဗျို့နှာခေါင်းကတော့ရှည်ချွန်ကြီးဗျာလက်ထဲမှာကင်ထားတဲ့တောင်ဝေးကိုတရားတောက်နဲ့ခောက်ပြီးခါကြီးကုန်းကြီးနဲ့အလင်းရောင်အောက်ကိုထွက်လာပြီဗျို့ခါမှာဝေထားတဲ့ထမိန်မဟုတ်ဗျာဘောင်းမီပောက်ကြီးဝေထားတာစုံးမကြီးရဲ့ပုံစံကနှာခေါင်းချွန်ကြီးနဲ့မဲကြီးဆိုတော့ကြီးကန်းကြီးလမ်းလျှောက်လို့ပေါ့ဗျာ
လက်ဓာကြီးနှကောင်ကလည်းမနာတန်းကိုအော်ဟစ်နေတာဗျဟဲ့နှကောင်ဘာဖြစ်လို့တော့ငါမင်းနေတယ်ဘာရန်သူဟုတ်လားဘယ်မှာတော့ရန်သူကြီးကမ်းမကြီးကလက်ဓာကြီးတွေပြောတဲ့စကားကိုနားလည်ပုံပဲခါကုန်းကုန်းကြီးနဲ့ဂူရဲကိုကြည့်လိုက်တယ်ကျုပ်ကကြောက်တုံးကြီးတွေနောက်မှာပုံနေတာဆိုတော့ကျုပ်ကိုရုတ်တရက်မမြင်ဘူးနဲ့တူပါတယ်ဗျာကျုပ်ကပုံနေတဲ့ကြောက်တုံးကြီးတွေနောက်ကနေထွက်လိုက်တယ်ဒီတော့မှကြီးကမ်းမကြီးကကျုပ်ကိုမြင်သွားပြီးသူ့လက်ထဲကတောင်ဝေးကိုစောင့်လိုက်ပြီးတော့ဟဲ့နေမသူတော့ကျုပ်ကတာတယ်ပါဘာတာတယ်ဟုတ်လားငါနေတဲ့နေရာကိုဘာသာလောက်တာတော့မိမကြီးကဗမာမဟုတ်ဘူးလို့ထင်ရပေမဲ့ဗမာစကားကိုကောင်းကောင်းပြောတတ်တာပဲဗျာကျုပ်ခွေးပြောက်သွားလို့လိုက်ရှာရင်နဲ့တောထဲမှာမျက်စိလဲသွားလို့ဗျနေခွေးဟုတ်လားနေခွေးကိုစားလောင်နေတဲ့ငါကြီးကန်းတွေကစားပြစ်လိုက်တာပဲဖြစ်မှာပေါ့အခုငါကြီးကန်းကနေခွေးကိုနေမဟုတ်ဘူးနေကိုပါစားပြစ်တော့မယ်တိလားတာတယ်ကျုပ်ကိုခမားကြီးကန်းတွေကစားမယ်ဟုတ်လားစားကြည့်လေတာတဲ့ကြောင်တိသွားမှာပေါ့ဗျာအောင်မှာစောင့်ကြွားကြွားနဲ့မလောက်လေးမလောက်စားကောင်းကများဟဲ့ထိတ်ထိနဲ့ကြောပြူဒီကောင်ကိုတက်ပြီးတော့စားလိုက်ကြတယ်လက်ဓာကြီးနှကောင်ကတောင်မနေတစ်ဖက်ဖက်ခံရင်ကျုပ်ရှိတဲ့ကနေပြန်ပြီးတော့ဝင်လာတာပြူကျုပ်လည်းလက်ထဲမှာအစင်းလေးကင်ထားတဲ့အင်းချက်နဲ့ပြစ်လိုက်တယ်ဗျာကျုပ်ပြစ်လိုက်တဲ့အင်းကဂလုံးဆက်အင်းဗျလက်ဓာလောက်ကတော့ဘယ်မှုမတော့ဗျာကျုပ်ပြစ်လိုက်တဲ့အင်းကြောင့်လက်ဓာကြီးနှကောင်မီးတွေထထောက်ပြီးကူချမ်းပြင်ပေါ်ကိုထိုးကြသွားရောဗျာဒီတော့မှကြီးကမ်းမကြီးကကျုပ်ကိုမျက်လုံးပြူးကြီးနဲ့ကြည့်ပြီးတော့လက်စတက်တော့နေငါဆရာကိုငါတသက်မှာဒီလောက်ငယ်တဲ့ဆရာမတွေ့ဘူးသေးတာကဲနေကငါမတတ်မိရင်ဒီကိုရဲကနေထွက်သွားပြီရောကျုပ်ဒီကိုရဲကထွက်သွားဖို့လာခဲ့တာမဟုတ်ဘူးဗျခမားကိုဒီဒေသကမောင်းထုတ်ဖို့လာခဲ့တာဗျကြီးကမ်းမကြီးရဲ့အောင်မေနေကငါနာမည်ကိုတော့သိနေတာကိုနေကပေါ်သေးသေးကောင်တော့မဟုတ်ဘူးပဲဟုတ်တယ်ကျုပ်ကခမားကိုကြံတော်တင်းတိုင်းနဲ့မှမောင်းထုတ်ခဲ့တဲ့မဖဲဝါရဲ့မိတ်ဆွေဗျဘာနေကဟိုတရေမရဲ့မိတ်ဆွေဟုတ်လားဒါဆိုရင်တော့ဟန်ချလိုက်တာနင်းကိုတစားကန်လို့ပြီးတော့ဟိုတရေမကိုလက်စားချေရမယ်ကဲနင်းဟာမတရေမကိုခေါ်လိုက်စမ်းမခေါ်ပေးနိုင်ရင်တော့နင်းတေဖို့သာပြင်တာဆရာပောဆနာကောင်းစုပ်လေးငါ့ကိုခေါ်စရာမလိုပါဘူးငါဒီမှာရောက်နေပြီသားဟဲ့ကြီးကမရဲ့ဟာမဖေးဝါရောက်လာပြီဗျို့ဟိုနတ်ကျော်ကြီးကလည်းဥပြီးတော့ဂူချမ်းပြင်ကိုလက်သေးနဲ့ကုတ်လို့ဗျာဒီတော့မှကျုပ်ကမဖေးဝါကိုကြည့်လိုက်တယ်မဖေးဝါကကျုပ်ကိုမျက်နှာရိပ်မျက်နှာကဲပြတယ်ဗျကျုပ်သိတာပေါ့ကျုပ်ကိုအင်းပြစ်ခိုင်းနေတာလေကြီးကမ်းမကိုမဖေးဝါဒီတိုင်းရင်ဆိုင်လို့ဘယ်ရမှာတော့ကျုပ်ဆိုတဲ့ကောင်းကလည်းအစင်နဲ့ပြင်ပြီးသားပါဗျာစောစောကအင်းတစ်ချက်ကိုပြစ်ပြီးကလေးကလက်ထဲမှာနောက်တစ်ချက်ကအစင်သိကိုကင်ထားပြီးသားလေဒီတခါကျုပ်ပြစ်မှာကမော်ဆက်ရောင်အင်းဗျစုံးနေရဲ့ဆက်မျိုးစုံကိုဖြစ်မယ်အင်းဗျကျုပ်နောက်ကိုခြေလဲမတိမတာစုပ်လိုက်ပြီးကြီးကမ်းမကြီးတဲ့ကိုအင်းပြစ်သွင်းလိုက်တယ်ကဲအဲ့ဒါမော်ဆက်ရောင်အင်းနဲ့ဟေးခံနိုင်ခံတော့ဟာဝုန်းကနေမြည်ပြီးတော့ဝင်းကနေလက်သွားနေပြုပြီးတော့မိကိုတွေမှောင်သွားတယ်အကိုတွေပြေသွားတော့ကျမ်းပြင်မှာဒူးထောက်လျက်ကျနေတဲ့စုံးမကြီးကိုတွေးလိုက်ရတယ်ဟောခုံပြီးမဖေးဝါခုံဝင်ပြီးသွားပြီဗျိုဘုံဘုံဘုံဆိုပြီးတော့မဖေးဝါရဲ့လက်ဝါးကြီးလေးထဲမြောက်သွားပြီးစုံးမကြီးရဲ့ကြောကုန်းကိုစက်တိုက်ရိုက်လိုက်တယ်ဟာကြီးကမ်းမကြီးတွေးရအန်နေပြီဗျိုဟောထပြီကြီးကမ်းမကြီးတရင်တရိုင်ထပြီးတော့ကြောက်ပန်းဆဲတစ်ခုပေါ်မှာတင်ထားတယ်အဝတ်မဲကြီးကိုယူလိုက်တယ်ပြီးတော့အဝတ်မဲကြီးကိုသူ့ကိုယ်ပေါ်ခြုံလိုက်ပြီးတော့နင်းကိုငါကရှော့ထွက်လိုက်ပြီလားငါအမှားပဲနဲ့မှတလောက်အစွမ်းထက်တဲ့အင်းနေရှိနေလိမ့်မယ်လို့မထင်မိတာအဲ့ဒါငါအမှားပဲစကားလေးဆုံးရောကြီးကမ်းမကြီးကကြီးကန်းကြီးဖြစ်သွားရောဗျိုဟာနတ်ကျော်ကြီးပြေးဝင်သွားပြီဗျာကြီးကန်းကြီးကအပေါ်ကိုပြန်တက်ပြီးကြောက်ပန်းဆွဲတစ်ခုမှနားနေတယ်နတ်ကျော်ကြီးကအောက်ကနေမော့ကြည့်ပြီးဒေါသတကြီးနဲ့ဟောင်ရောဗျိုကြီးကန်းကမျက်လုံးပြူပြူကြီးနဲ့ဟိုကြီးဒီကြီးလှုပ်တယ်ပြီးတော့ဂူပဝကိုတရှိန်လိုပြန်တက်သွားရောဗျိုမဖေးဝါမှားတဲ့အတိုင်းဘာမှမလုပ်ဖဲနဲ့ဒီအတိုင်းကြည့်နေလိုက်တယ်နတ်ကျော်ကြီးကတော့ဂူပဝထိလိုက်ဟောင်နေတာပဲဗျာဟာဘာသာနေပါလေကျုပ်ဂူပဝကိုထပ်ပြီးတော့ကြည့်လိုက်တယ်ဟာကြီးကန်းနေဗျိုအကောင်2000လောက်တော့ရှိသလားမသိပါဘူးဗျာကြီးကန်းမကြီးပြန်တဲ့နောက်ကိုစုပြုံပြီးတော့ပြန်လိုက်သွားတာဗျကျုပ်ကမီးဘဘကကြောက်ဝိုးကြီးကိုခြေထောက်နဲ့ကန်ပြီးတွန်းလဲလိုက်တယ်ကြောက်ဝိုးကြီးကဖိုခနာပေါ်ကနေပြုတ်ကြပြီးကွဲသွားတယ်
အထက်ကအရေးဘူးတွေကဂူတော့မှမှောင်ရိပ်ထဲကိုစီးသွားတယ်စောသားကမြောက်ဝင်ကြီးစီးသွားတဲ့ပတ်လေးဗျာဟာအော်တန်ကြီးဗျာမချိမဆန့်အော်တဲ့အော်တန်ကြီးဗျာဒါစောသားကမြောက်ဝင်ကြီးအော်တဲ့အတန်လေးဗျာဘလို့အစွမ်းနေရှိတဲ့တော့ကျုပ်လည်းမသိဘူးမြောက်ဝင်ကြီးအော်တန်ကတဖြည်းဖြည်းတိမ်ဝင်ပြီးနောက်ဆုံးငြိမ်သွားရောဗျို့ကျုပ်ကူအပြင်ကိုပြေးထွက်ပြီးချုံမကြီးတဲ့ကိုတုံးဝင်လိုက်တယ်ချုံမကြီးဟိုဘက်ကိုထွက်လိုက်တော့ဟာနတ်တော်ကြီးဗျာဒီကောင်ကျုပ်ကိုစောင့်နေတာဗျို့အဲ့ဒီညကနတ်တော်ကြီးကကျုပ်ကိုရွာနာထိပြန်ဖို့လေရဲ့ကျုပ်ရင်ရောက်တော့ဆရာတော်ကျောင်းကတုံးမတော်ခောက်နေပြီဗျို့ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တာကတော့ဆရာတာတေရဲ့ကြီးကမ်းမဇလံအစဆုံးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဆရာတာတေရေးသားထားတဲ့စိုးရွာကြီးနဲ့တကူးချီယာဇလံလေးနှစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြအောင်ဗျာဆရာတော်ကျောင်းကကျောင်းသားလေးတောကျော်လာခေါ်တာဗျို့ဂွိတာတွေကိုဆရာတော်ခေါ်ခိုင်းလို့ဗျဟေးဟုတ်လားကွာတောကျော်အေးငါလာခဲ့မယ်မင်းပြန်နေတော့ဟာမဟုတ်ဘူးဗျဂွိတာတွေကိုတပားနဲ့ခေါ်ခဲ့ရမယ်လို့ဆရာတော်ကမှားလိုက်တာဟာဒီလိုလားကွာကဲဒါဆိုရင်ခုပဲသွားကြတာပေါ့ကွာဟုတ်တယ်ဗျကျုပ်ဆရာတော်အကြောင်းကျုပ်ကသိပြီးသားပါဗျာဆရာတော်ကတော်တော်ကြာတို့နောက်မှတို့ဆိုတာတွေကိုနည်းနည်းမှကြိုက်တာမဟုတ်ဘူးဗျာတောကျော်ပြောတာဟုတ်တယ်အသားမဲမဲအရက်ဖုဖုမျက်လုံးပြူးပြူးနဲ့တောကျော်ဆိုတဲ့ကောင်ကလမ်းလျှောက်တော့လွတ်တတ်တာဗျကျုပ်ရှိကသွားနေလိုက်တာလှစ်ကနေဖြစ်တာဗျာကျုပ်မှာဒီကောင်ကိုမိအောင်မနှဲကိုလိုက်နေရတာဗျို့ဆရာတော်ကျောင်းကိုရောက်တော့ရှေးဟောင်းလက်ရပုတ်လုံးတိုင်ကြီးတွေနဲ့ကနုတ်ပန်းတွေဖော်ထားတဲ့ကျွန်းလေကားကြီးကနေကျောင်းကြီးအပေါ်တက်ကိုတက်ခဲ့တယ်ဟာကျုံမျက်လုံးတော့ကျုပ်မယုံနိုင်အောင်ဖြစ်သွားမိတာဗျာဟာဆရာကျုပ်ဘလို့မကိုမျော်လင့်မထားတဲ့လူတယောက်ကိုတွေ့လိုက်ရတာဗျကျုပ်ဆရာနွန်ဖလေဗျာဆရာစိုင်းနွန်ဖပေါ့ဆရာနဲ့ကျုပ်နဲ့အဆက်အသွယ်ပြတ်နေတာတော်တော်ကိုကြာပြီဗျဆရာနွန်ဖကငကိုပုံစံအတိုင်းပဲဗျာဒီငိမ်အေးဆေးတဲ့မျက်လုံးတွေနဲ့ကျုပ်ကိုကြည့်ပြီးပြုံးနေတယ်ဆရာနွန်ဖရဲ့ဒီအကြီးနဲ့ဒီအပြုံးကိုကျုပ်ဘတော်မှမမေးခဲ့ပါဘူးဗျာတတေမင်းတော်တော်အံ့ဩသွားသလားဆရာတော်ကလည်းပြုံးကြီးလုပ်ပြီးမေးတာဗျမှန်ပါဗျာတပည့်တော်တော်တော်ကိုအံ့ဩသွားတာပါဗျာအေးကွယ်တခါကြီးတော်ဖကျောင်းမကိုတက်လာတော့ဘုန်းကြီးလည်းတော်တော်အံ့ဩသွားတာရုတ်တရက်ဘာပြောရမှန်းကိုမသိတော့တာကွဆရာတော်ဖကဆရာတော်ကျမ်းမာရဲ့လားဗျာလို့နှုတ်ဆက်လိုက်တော့မှဟာတခါကြီးဆိုပြီးတော့ပြန်နှုတ်ဆက်ရတာဟေးဆရာဆိုင်တော်ဖကသူတောက်နေတဲ့ဆေးတံလေးကိုဆက်လိုက်ခွက်ထဲထည့်လိုက်တယ်ဟုတ်တယ်မောင်တော်ကြီးကျုပ်လည်းစိုင်းမစင့်ဘုံမစင့်ကိုရောက်ခဲ့တာဟဲ့ကျုပ်ရဲ့ဆရာပထမဆရာပွားကြီးကကျုပ်ကိုကိစ္စတစ်ခုခိုင်းတာနဲ့မောင်တော်ဒီကိုခေါ်ဖို့လာတာကွမောင်တော်ဒီအလုပ်တွေဘာတွေများနေသလားဟာဒီအချိန်ကအညာသားတွေအားတဲ့အချိန်ပေါ်တခါကြီးဟာဆရာတော်ကဝင်ပြောတယ်ဗျကျုပ်ဆရာတော်ဘကကျုပ်ကိုအားနာတယ်လို့ကြည်ပြီးမေးတာဗျကျုပ်အားနေပါတယ်ဗျာပဲရီနန်းလေးလေအားလုံးတိမ့်ဆဲပေးပြီးပါပြီဆရာဒါဆိုရင်တော့ကျုပ်နဲ့လိုက်ခဲ့ပြီးတော့မောင်တော်တည်းစိတ်ချဆရာကျုပ်လိုက်ခဲ့မှာပါဒါထက်ဆရာကဘယ်ကိုသွားမှာတော့ဗျကျုပ်သွားမှာကတော့အင်မတန်မှထူးဆန်းတဲ့ရွာကြီးတရွာကိုသွားမှာကွဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရွာကြီးမှာနေတဲ့လူတွေဟာကလေးကစပြီးစုံပညာတက်ကြတဲ့ကွတရွာလုံးစုံနေကြီးပဲမောင်တော်တည်းရဲ့ဟိုဒါဆိုရင်အခုတကားတော်ဖသွားမဲ့ရွာကစုံရွာကြီးပေါ့ဆရာတော်ကအအော်ပြီးမေးတယ်ဗျမှန်ပါဗျာအဲ့ဒီရွာမှာဘုန်းကြီးเจ้าတို့ဖះတို့ဘာမှမရှိဘူးဗျာလူသိရင်လဲတရဏဂုံလုံးဝမတင်ဘူးဗျာဆရာတော်ကခေါင်းလေးတငိမ့်ငိမ့်လုပ်ပြီးပြောတယ်ဗျာအော်တခါကြီးရဲ့တရွာလုံးစုံနေပါဆိုမှတော့ဘယ်မှာတရဏဂုံတင်မှာတော့နေပါဦးတခါကြီးရဲ့တခါကြီးကအဲ့ဒီရွာကိုဘာသာလို့ရမှာတော့ဒီရွာကြီးတရွာလုံးမှာရှိတဲ့အစုံတွေကိုတော့တခါကြီးတယောက်တည်းနဲ့နှိမ်နှင်းလို့ရလိမ့်မယ်တော့ဘုန်းကြီးမထင်ဘူးကွတရွာလုံးကစုံနေနှိမ်နှင်းဖို့မဟုတ်ပါဘူးဗျာအဲ့ဒီရွာမှာရှိတဲ့စုံမတယောက်ရဲ့ခေါင်းပြက်ကြီးကိုသွားပြီးတော့ယူဖို့ပါဗျာဟေးဗျာဆရာတော်ကလည်းအံ့ဩပြီးဟေကနေအော်ကျုပ်ကလည်းလန့်ပြီးတော့ဗျာကနေអော်လိုက်မိတယ်ဆရာတော်ဘကအကျုပ်ဘက်ကိုလှည့်ပြီးတော့ကြည့်တယ်စလိုက်ခွက်ထဲမှာထည့်ထားတဲ့သူ့ရဲ့ဆေးတံကိုယူပြီးတော့ဆေးပြာတွေကိုခောက်ချတယ်ပြီးတော့ဗာဂျီးနီးယားဆေးမုတ်တစုံထည့်သိပ်ပြီးမိခတ်ငုံပြီးတော့
3 4ဖွာလိုက်တယ်ဆရာတော်ဘကဟိုးတုန်းကဆက်လိုက်တော့မတော့ဘူးဗျဒီတစ်ခါတွေ့ရမှာဈေးတယ်ဖွာနေတာတွေ့ရတာဒါလည်းဆွဲဆွဲလန်းလန်းဟုတ်ပုံမပေါ်ပါဘူးဗျကျုပ်စိတ်ထင်တော့တခုခုကိုစူးစူးဆိုင်ဆိုင်တွေးတဲ့အခါမျိုးမှာဈေးတန်လေးဖွာပြီးတွေးပုံဗျကျုံနဲ့ဆရာတော်လဲဆရာတော်ဖပြောမှကိုစောင့်နေကြတာပေါ့ဗျာဒီလိုခွဲမောင်တာတည်းရဲ့ဒီရွာကြီးရဲ့နာမည်ကဖန်ခါကုန်းလို့ခေါ်တယ်ဖန်ကားပင်တွေထူးထူးခြားခြားပေါက်တဲ့ရွာကြီးကွာရွာတွေကအိမ်တိုင်းဝိုင်းတိုင်းမှာဖန်ကားပင်တွေပေါက်တယ်ဘယ်အချိန်ဘယ်အခါမှစပြီးတော့စုံတက်ကိုတက်လာကြတယ်ဆိုတာတော့ကျုပ်လည်းမသိဘူးကွယ်ဒါပေမဲ့ကလေးတွေကစပြီးစုံတက်ကြတာတော့အမှန်ပဲကွယ်သူတို့ရွာကိုတခြားကပညာသည်ဝင်လာရင်ရွာဦးကကဝေနှကြီးရဲ့နှကွန်းမှာဝင်ပြီးခွင်တောင်းရတယ်ဆိုပဲအဲ့ဒီလိုခွင်တောင်းပြီးမှရွာတွေကိုဝင်လာရင်ဘာမှမလုပ်ကြဘူးတဲ့ကွကဝေနှကြီးစီမှာခွင်မတောင်းပဲဝင်လာလို့ကတော့ပညာပြန်ပြီးမှရွာကထွက်လာရတယ်ဆိုပဲအဲ့ဒီလိုပညာပြန်ရင်လဲသူတို့ကိုနိုင်တဲ့သူကခက်ရှားရှားတဲ့မောင်တာတည်းရဲ့ရွာကတော်တော်ကြီးသလားဆရာဟာအတော်ကြီးတာကွာအိမ်ချေ400လောက်ရှိတယ်ဆိုပဲအသက်မေးဝမ်းချောင်းပြူတာကတော့တောင်သူအလုပ်ခြံဆိုင်တဲ့အလုပ်တရိတ်ဆန်မွေးမြူတဲ့အလုပ်ပဲလုပ်ကြတာပေါ့တချို့ကလည်းအယောင်းဝယ်ကုန်တယ်ပေါ့ကွယ်နေမအောင်တကာတော့ဖရဲ့ခေါင်းပြက်ကြီးအကြောင်းပြောစမ်းပါဦးဆရာတော်ကစုံမခေါင်းပြက်ကိုတော်တော်စိတ်ဝင်စားနေပုံပဲဗျာဆရာတော်ဘကလက်ထဲကဈေးတံကိုပြာကန်ခွက်တယ်ထည့်လိုက်တယ်ဒါကဒီလိုဖေဟာစုံနေမှာစုံမဲနဲ့စုံဖြူဆိုပြီးတော့2မျိုးရှိတာပါဖေဟာဩစုံမဲနဲ့စုံဖြူဟုတ်လားတခါကြီးဟုတ်တယ်ဗျာစုံတော့စုံမဲဗျာဒါပေမဲ့ပညာစကန်တက်ပုံချင်းတော့မတူဘူးဗျာစုံဖြူတွေကလူကုန်မပြူစားရဲဘူးဒုက္ခမပေးဘူးစေဝါကူကြတယ်စုံမဲတွေကပြူစားထားတာကိုသူတို့ပညာနဲ့ကုသပေးကြတယ်ဩဒီလိုတော့လဲဟုတ်လားတခါကြီးရဲ့မှန်ပါဗျာဒါပေမဲ့သူတို့တက်တဲ့ပညာကလည်းစုံပညာပါပဲဗျာပညာရင့်လာတဲ့အခါမှာစက်တွေလွတ်နိုင်တယ်ကျိုးတွေဆင်းနိုင်တယ်တချို့စုံဖြူတွေဟာကဝေရီလိုပဲကောင်းငင်ကျိုးတွေစက်တွေကိုတော့မှဆင်းနိုင်တယ်ဗျာဩစုံမဲဆိုတာကရောတခါကြီးစုံမဲတွေကတော့အရှင်ဘုရားတို့ကြားဘူးသိဘူးတဲ့အတိုင်းပေါ့ဗျာလူတွေကိုပြူစားကြဒုက္ခပေးကြယူအောင်တေးအောင်စီးပွားပြအောင်မိသားစုတွေကွဲကွာအောင်အမျိုးမျိုးဒုက္ခပေးတတ်ကြတယ်ဗျာကံတွေကျိုးပေါက်ကြတယ်သူများလင်သူများမရဘူးလေမရှောင်ဘူးဗျာစေးတွေဝါးတွေအသုံးပြုပြီးတော့ရအောင်လူယူတတ်ကြတယ်စုံမဲတွေအသုံးပြုတဲ့စေးဝါးဆိုတာကလည်းတော်တော်ကိုရုံညံ့တဲ့အရာတွေနဲ့ပေါ်ဆက်ကြတာဗျာနေပါအောင်တခါကြီးရဲ့စုံမဲနဲ့စုံဖြူတွေကတဲ့ရောတဲ့ကြရဲ့လားဟာဘယ်တဲ့လိမ့်မလို့ဆရာတော်ရဲ့ဘဝရည်မှန်းချက်ချင်းကအတူမတူကြတာဗျာအေးဟုတ်လားဒါဆိုစုံဖြူတွေရဲ့ဘဝရည်ရွယ်ချက်ကဘာတော့စုံဖြူတွေရဲ့ဘဝရည်ရွယ်ချက်ကလူတွေကိုစေဝါကုသပြီးအသက်ရှည်အောင်အနာမဲ့အောင်လုပ်ပေးကြတာဗျာအဲ့ဒီလိုလုပ်ရင်းနဲ့သူတို့ရဲ့စုံပညာကျင့်စဉ်တွေကိုအစဉ်စဉ်ကျင့်ကြံကြတယ်ကျင့်စဉ်တွေအားလုံးအောင်မြင်သွားရင်သူတို့လည်းထွက်ရက်ပေါက်သလိုအသက်တွေထောင်ထဲချီပြီးတော့နေနိုင်ကြတယ်ဗျာဟာဟုတ်လားတခါကြီးရဲ့ဟုတ်တယ်ဗျာစုံမဲတွေကတော့ပညာပြိုင်ကြတိုက်ကြခိုက်ကြနဲ့တေကုန်ကြတာများတယ်ဗျာကဝေစင့်ကိုရအောင်ကူးနိုင်ရင်တော့တယောက်တလေအသက်ရှည်ခြင်းလဲရှည်နေတာပေါ့ဗျာတခါကြီးပြောသလိုဆိုရင်စုံမဲနဲ့စုံဖြူတွေဟာတွေ့တာနဲ့တိုက်ကြခိုက်ကြလိမ့်မယ်ထင်တယ်ဟာဒီလိုတော့မဟုတ်ဘူးဗျာသူတို့မှလည်းသူတို့စီကန်းချက်တွေရှိတာပဲဗျာအဲ့ဒီစီကန်းတွေကိုစောင့်ကြရတယ်ကိုစည်းကိုအချိန်ချင်းလာပြီးကျူးလို့နေတယ်ဆိုရင်တော့စုံဖြူကပဲဖြစ်ဖြစ်စုံမဲကပဲဖြစ်ဖြစ်ပညာနဲ့လှုပ်လွတ်လိုက်ပါပဲဗျာတခါတည်းအသေးမလှုပ်ရင်တော့မှမှတ်လောက်သားလောက်ရှိအောင်တော့လှုပ်လိုက်ပါပဲဗျာပညာနေတဲ့သူကတော့ခံရမှာပေါ့ဗျာဒါကြောင့်စုံတွေဟာပညာကိုမြင့်တဲ့မြင့်အောင်အမြဲတမ်းအားထုတ်ကြတာပေါ့ဗျာအစိမ့်နေအမြဲတက်နေကြတာပါဗျာဩဒီတကားတွေတကမတွေနဲ့ဒုက္ခကလည်းကြီးလိုက်တာနော်သူတို့မို့အပယ်လားမှမကြောက်တဲ့တခါကြီးနှုတ်ဖရဲ့အာကုသို့တရားကြီးကလုံလုံဖုံးလန်းသွားပြီဆိုရင်လူတွေဟာတရိษံနဲ့မချတော့ဘူးငဲကြမှလည်းမကြောက်အပယ်လားမှလည်းမကြောက်တော့ဘူးဖေဟာခုနကပြောတဲ့စုံမခေါင်းပြက်ကြီးကစုံမဖြူရဲ့ခေါင်းလားစုံမမဲရဲ့ခေါင်းလားဆရာကျုပ်ကလည်းသိကျင်တာကိုဝင်ပြီးတော့မေးမိရောဗျ
စုံပြူမကြီးရဲ့ခေါင်းပြက်ကြီးပဲမောင်းတာတည်းရဲ့ဟာဘလို့ဖြစ်ရတော့ဗျာဆရာတော်ကလည်းစိတ်မကောင်းတဲ့အထံနဲ့မေးရောပြူဒီလိုဆရာတော်ရဲ့တရက်မှာဖန်ကားကုန်းကစုံမ၄ယောက်တပည့်တော်ရဲ့ဆရာပထမန်ဆရာဘွားကြီးစီကိုရောက်လာပြီးပညာတွေစွန့်ကြတယ်ဗျာဟာဟုတ်လားတခါကြီးအဲ့ဒါစုံမဲ့တွေလားစုံပြူတွေလားစုံပြူတွေပါဗျာသူတို့လည်းဖန်ကားကုန်းကနေအသက်လူပြီးတော့ပြေးခဲ့ရတာလေဗျာသူတို့ပြောပြလို့တပည့်တော်ဒီအကြောင်းတွေသိရတာပါဘလို့များတော့တခါလုံးဖရဲ့ဖန်ကားကုန်းကစုံပြူမကြီးရဲ့နာမည်ကမတ်မဲဆန်နဲ့ဗျာစုံမဲရီထဲမှာအမြင့်ဆုံးပညာတဲ့စုံမကြီးကမတ်မဲပြောတဲ့မဲပြောရောမဲဆန်ရောအသက်50ကျော်အရွယ်ရဲ့ဗျာဒါပေမဲ့တယောက်နဲ့တယောက်ဘာပြဿနာမှမရှိအောင်နေကြတာဆိုပဲဖန်ကားကုန်းမှာကအားလုံးစုံမဲရီကြီးဆိုတော့အားလုံးကမဲပြောလူတွေကြီးပေါ့ဗျာမဲဆန်ရဲ့တပည့်ဆိုလို့ဆရာပွားကြီးစီကိုထွက်ပြေးလာတဲ့မအိုမပြူမပူမဆူဆိုတဲ့ပညာသည်မ၄ယောက်ရဲ့အသက်20လောက်ရှိတဲ့မတ်မဲဆန်ရဲ့သမီးမတ်မင်းယူဆိုတာရဲ့ပဲရှိရဆိုပဲတရက်ကြတော့မဲပြောရဲ့မဲသိန်းဟာသူတို့ရဲ့ရွာကိုပဲရီနှမ်းနေလာဝဲတဲ့ပခုတ်ကူကကုံတယ်တယောက်ကိုသဘောကျပြီးတော့သူ့အမေကိုစေးခတ်ပေးဖို့ပူစားတယ်ဆိုပဲသမီးအလိုကြစေးဝါးတွေစီစဉ်ပေးပြီးစေးခတ်လိုက်တော့မြို့ကလာတဲ့ကုံတယ်ကမဲသိန်းကိုတန်တန်ဆွဲဖြစ်ရောတယ်ဗျာပခုတ်ကူပြန်ရောက်တယ်ဆိုရင်ပဲငါ့ကိုမဲသိန်းစီပို့ပေးပါအဲ့လိုမျိုးអော်တော့တာပဲဗျာဒီကုံတယ်မှာကတော့တာမယာရှိတာဆိုတော့မိဘညီကိုမောင်နှမတွေကဒီလူကိုအခန်းထဲပိတ်လောင်ထားပြီးတော့အခြေအနေကိုစုံစမ်းကြရတာပေါ့နောက်ဆုံးတော့ဖန်ကားကုန်းကစေးမိလာတယ်ဆိုတာသိသွားတာပေါ့ဗျာဒါနဲ့ဖန်ကားကုန်းကမတ်မဲဆန်ကိုပခုတ်ကူပေးပြီးကုခိုင်းကြရတာပေါ့ဗျာမတ်မဲရွယ်ပညာကိုဖြတ်နိုင်တာကလည်းမတ်မဲဆန်ပဲရှိရဲဆိုတာသိနေကြတာကိုဗျာဒါနဲ့မတ်မဲဆန်ကုသပေးလိုက်တော့ပခုတ်ကူကပဲကုန်တယ်လေကောင်းသွားတော့တာပေါ့ဒီပါရင်ကုံတယ်မိသားစုကမတ်မဲဆန်ကိုကျေးဇူးတင်လို့ဆိုပြီးတော့မတ်မဲဆန်ကိုရွှေတစင်းစားမတ်မဲဆန်ရဲ့သမီးလေးမမင်းယူအတွက်ရွှေတစင်းစားသုံးဖို့ဆဲဖို့ပတ်ဆက်လဲတော်တော်များများကြော့တယ်ဆိုပဲဒီတဲ့င်းကိုမမဲပြောလို့တားအမိကြတော့ဆွိဆွိခုံအောင်ဒေါသပုံထောက်ရတာပါဗျာဟဲ့မဲဆန်ညီဟာငါအလုပ်တဲကိုဝင်ရှုပ်တယ်ညီကစားပြီးစီးဖောက်တာညီနဲ့ကျုပ်ပညာပြန်ကြမယ်တယောက်နဲ့တယောက်အသေးသက်ကြီးအဲ့လိုပြောပြီးမမဲပြောကစိန်ခေါ်လာတဲ့ဗျာမဟုတ်သေးဘူးမဲပြောညီမားနေပြီဟိုတငယ်ကသူ့မှာတာမယားတွေနဲ့အတိုက်အမြုံကြီးဟဲ့ဒါမျိုးတော့နင်တို့ရှောင်တင်တာပေါ့ကဲတဲ့လို့ငါခဲ့တာပေါ့အေးအဲ့လိုမျိုးမမဲဆန်ကပြောပြပေမဲ့မမဲပြောလို့တာမိကဘလို့မှနားမဝင်ပဲပညာကြိုင်ဖို့ကြီးပဲပြောတာတဲ့ဒါနဲ့ပဲနောက်ဆုံးတော့ပညာပြန်ကြတော့တာပေါ့ဗျာရွာလေကမြေခွက်လက်ကြီးမှာမမဲဆန်ကတစ်ဖက်မမဲပြောကတစ်ဖက်နေပြီးတော့ပညာပြန်ကြတဲ့ဗျာမမဲဆန်ဘက်မှာကသူ့တစ်ဖက်မှာ၄ယောက်နဲ့သူ့သမီးမမင်းယူလေးပဲရှိတာတဲ့မမဲပြောဘက်မှာတော့တရွာလုံးရှိတာဆိုပဲဗျာမဲရောကဆက်တွေစပြီးတော့လွတ်ရောတယ်ဗျာမဲပြောရဲ့မျက်စိတွေပါးစပ်တွေနှာခေါင်းပေါက်တွေနားပေါက်တွေကနေအနီရောင်အစိမ်းရောင်အပြိုင်ရောင်ဆက်တွေထွက်လာတာတဲ့ဗျာဟာတခါတည်းအသေးသက်မဲ့သဘောပဲတခါကြီးရဲ့မှန်ပါဗျာသူများတွေပညာပြန်ရတယ်လို့တစိမင်းတစင်တက်ကြတာမဟုတ်ဘူးတဲ့ဗျာတခါတည်းရှိသမျှအစွမ်းတွေကိုတပြိုင်နက်တည်းထုတ်ပြီးတစ်ချက်တည်းနဲ့အသေးသက်ဖို့မဲပြောကလောက်တာဗျာမမဲဆန်ကလည်းသူ့ပညာကိုအစဉ်အတိုင်းတက်လို့မရတော့ဘဲနဲ့ဇက်တွေထုတ်တော့တယ်ဗျာဒါပေမဲ့မမဲဆန်ထုတ်တဲ့ဇက်တွေကအဖြူရောင်တလက်လက်တောက်နေတဲ့ဇက်တစ်မျိုးကိုထုတ်ထားတယ်ဗျာမမဲဆန်ရဲ့လက်ဘဝနှစ်ဖက်ပကုံးနှစ်ဖက်နှစ်ဖူးနဲ့အလေတဲ့တဲ့ကနေအဖြူရောင်ဇက်တွေထွက်လာပြီးတော့မဲပြောရဲ့ရောင်စုံဇက်တွေကိုကာထားတာတယ်ဗျာမဲပြောရဲ့ဇက်တွေရှေ့ကိုနည်းနည်းမှကိုတိုးလို့မရတော့ဘူးဗျာမဲပြောကသူ့ဇက်တွေကိုထိန်းထားရင်းနဲ့ချွေးဒီချွေးပေါက်တွေကျလာရောတဲ့ဗျာမမဲဆန်ကတော့အေးစစ်စစ်ပဲတဲ့တဖြည်းဖြည်းနဲ့မဲပြောကြီးအသားတွေတဆက်ဆက်တုံလာအောင်တောင့်ခံနေရတယ်ဗျာဒီမှာရင်မဲပြောရဲ့တပည့်မဲသိန်းကရွာတွေကထမိန်ကြုံအဆွင့်ရှိတဲ့ယောက်ျားပညာတဲ့၃ယောက်ကိုအတင်းဝင်လူခိုင်းရောတယ်ဗျာဟိုလူတွေကပထမတော့ညင်းသေးတာတဲ့ဟဲ့မဲသိန်းရဲ့နင်စီးမဖောက်နဲ့ဒါတယောက်ချင်းပညာပြိုင်နေရလေအဲ့လိုပြောကြပြီမဲ့ဒီလူ၃ယောက်ကမဲပြောရဲ့အမျိုးတွေဆိုတော့ရှင်တို့ဟာ
ကိုယ်ဆွေကိုမျိုးကိုယ်သွေးသားကိုတော့မှတန်ရောစင်မရှိကြဘူးရှင်တို့အလကားလူတွေပဲရှင်တို့မှတ်ထားကျုပ်အမိနိုင်ရင်သာစုံပြူမကြီးကိုအသေးတက်ချင်းတတ်မှာစုံပြူမကြီးနိုင်ရင်ကျုပ်အမိကိုတတ်မှာမဟုတ်ဘူးဒီပဲပြီးသွားရင်ရှင်တို့အသက်ကိုဖက်လက်လောအောင်ထုတ်ထားကြပြီတော့ကျုပ်ကိုယ်တိုင်အမိကိုပြောပြီးရှင်တို့ကိုတတ်ခိုင်းမယ်မဲသိန်းကဒီလိုချင်းချောက်တော့ထမိန်ချုံ၃ယောက်လဲကြောက်သွားရောတယ်ဗျာထမိန်ချုံဆိုတာနဲတဲ့အစင်မှမဟုတ်တာအဲဒီ၃ယောက်ကပြိုင်ပွဲကိုပြင်းဝင်လာပြီးတော့မဲပြောဘက်ကနေကူတော့တာလေဗျာဒီပါရင်ရှုံးကနီးတော့မဲ့မဲပြောကအသာစီးပြန်ရလာရောတယ်မမေဆန်လဲစီးပေါက်တဲ့ထမိန်ချုံ၃ယောက်ကိုရင်ညွတ်တဲ့တဲ့ကနေအဖြူရောင်ဆက်တန်းကြီးတစ်ခုထုတ်ပြီးတော့လွှတ်လိုက်တာ၃ကောင်လုံးဘိုင်းကနေလဲကြပြီးတော့မြေကြီးမှာစန့်ငင်ဖြစ်နေရောတယ်ဗျာဒီမှာရင်မမေဆန်ရဲ့အာယုံကနည်းနည်းလွင့်ပါသွားတာပေါ့ဗျာဒါကိုချက်ကောင်းစောင့်နေတဲ့မဲပြောကသူ့ဆက်ကိုရှိသမျှပညာအားနဲ့ထိုးသွင်းလိုက်တာမှာစက်တွေပေါက်ဝင်သွားပြီးတော့မမေဆန်မြေကြီးဘက်ကိုပက်လက်လန်ပြီးလဲကျသွားတဲ့ဗျာဒီမှာရင်မဲပြောကသူ့ရဲ့အနီးအောင်ဆက်နဲ့မမေဆန်ရဲ့ခေါင်းကိုဖြက်ကနေဖြက်ပစ်လိုက်ရောတယ်ဗျာမမေဆန်ခေါင်းပြက်ထွက်သွားတာနဲ့မဲပြောကပြေးသွားပြီးတော့ခေါင်းပြက်ကြီးကိုစပင်ကနေကင်မြောက်လိုက်တဲ့ငါနိုင်ပြီဟဲ့ငါနိုင်ပြီမဲဆက်ခေါင်းကိုငါရပြီဟဲ့အဲ့ဒီလိုမျိုးအတန်နဲ့ကြီးနဲ့အော်တော့တာလေဗျာမမေဆန်ရဲ့စမ်းနဲ့ထိသွားတဲ့ထမင်းကျုံ၃ယောက်ကတော့၃ယောက်စလုံးသေနေပြီတဲ့ဗျာဒီမှာရင်ရွာတွေကစုံမဲတွေဟာအိမ်တွေထဲကနေပြေးထွက်လာပြီးတော့အော်ကြဟစ်ကြနဲ့အောင်မဲခံကြတော့တာလေဗျာဒီအချိန်လေးကိုအခွင့်ကောင်းယူပြီးတော့မတ်အိုတို့ညီမလေးယောက်ကမမင်းယူလေးလက်ကိုဆွဲပြီးရွာတွေကနေထွက်ပြေးကြရတာလေဗျာဒါတော့မှမဲပြောတဲ့ဘက်စုံမဲတွေကသူတို့ကိုတက်ပြစ်ဖို့လိုက်ရှာကြလို့တောထဲမှာ10ရက်လောက်ပုန်းနေခဲ့ကြရသေးတယ်နောက်ဆုံးသူတို့တွေပခုတ်ကူကိုရောက်လာတော့မတ်အိုတို့ညီအမတွေကတော်တော်ကိုစိတ်ကုန်သွားကြပြီးတော့သူတို့ပညာကိုဆရာပွားရေးစီမှာလှူဖို့တိုင်ပင်ကြတယ်ဒီမှာရင်မမေဆိုင်ရဲ့သမီးမမင်းယူလေးကလည်းဒေါ်လေးတို့လှူခြင်းလှူလိုက်ကြပါကျမကတော့မလှူနိုင်ဘူးမလှူနိုင်အောင်နေမကဘူးမဲပြောကိုနိုင်ပဲပညာစခန်းရအောင်ဆက်တက်မယ်ကျမအမေအတွက်ကလေးစားချီမှာပဲကျမအေးဆေးနေနိုင်မယ်ကဲဒီနေရာကပဲဒေါ်လေးတို့၄ယောက်နဲ့ကျမလမ်းခွဲကြရအောင်အဲ့လိုပြောပြီးမမင်းယူကရောနေဘက်ကိုတက်သွားရောတယ်ဗျာဆရာတော်ရောကျုပ်ရောဆရာတော်ဖပြောတဲ့မမေစင်အကြောင်းကိုစိတ်ဝင်စားနားထောင်နေကြတာဗျို့ဆရာတော်ဖစကားဆုံးလို့စေးတံလေးပြန်ကောက်ပြီးဖွာတော့မှဆရာတော်ကမေးတာဗျာနေအောင်တခါကြီးတော်ဖရဲ့အဲ့ဒီအဖြစ်ပြက်ကဘလောက်ကြာပြီတော့အနှစ်20ရှိပြီဗျာဟာဒါဆိုရင်မေဆန်ရဲ့ခေါင်းပြက်ကြီးကရှိအောင်ပါမလားရှိတယ်ဗျာမမေဆန်ကလူသက်တည်သွားပြီပဲပညာတတ်ကမတည်ဘူးဗျာအဲ့ဒီခေါင်းပြက်ကအခုအထိအသက်ရှိနေတယ်ပုတ်ချင်းတိုးချင်းလုံးဝမရှိဘူးဗျာမြတ်တောင်ပုံမှန်ခတ်နေတော့နဲ့ဗျာတခါတလေပါဇက်ဟာပြီးစက်တီထုတ်နိုင်နေဟာထူးဆန်းလိုက်တာတခါကြီးရဲ့ဒီပညာတွေလဲတော်တော်ကိုအံ့ဩဖို့ကောင်းတာပါပဲလားဟုတ်တယ်ဗျာမေပြောကမမေဆန်ရဲ့ခေါင်းပြက်ကြီးကိုသူ့အိမ်မှာတေးသေးချာချာတင်ထားပြီးတော့မမေဆန်စီကပညာတွေကိုယူဖို့အမြဲစူးစမ်းနေရတယ်ဗျာအခုဆိုရင်ပညာတချို့တဝက်ကိုတော့ရနေပြီဆိုပဲမမေဆန်ခင်ဗျာအနှစ်20လုံးမေပြောဖန်စီခံရတာဗျာနောက်တစ်ခုကမမေဆန်ရဲ့ပညာတွေကိုသာမမေပြောကြီးအကုန်ရသွားခဲ့ရင်မေပြောကိုနိုင်ဖို့နှိမ်နှင်းဖို့ဆိုတာမလွယ်တော့ဘူးဗျာဒါကြောင့်မေပြောကိုနှိမ်နှင်းပြီးမမေဆန်ရဲ့ခေါင်းပြက်ကြီးကိုတပည့်တော်ရအောင်ယူရမယ်ဗျာပြီးရင်မမေဆန်ရဲ့ပညာတတ်ကိုနှုတ်ယူပြီးဘဝကူးနိုင်အောင်လုပ်ပေးရမှာပါဗျာတာရုဗျာတာရုဒကမာကြီးမေဆန်ခင်ဗျာတနာစရာပါပဲဗျာအနှစ်20လုံးဘဝမကူးနိုင်အောင်ဖြစ်ပြီးတော့အနှိမ့်ဆက်ခံရတယ်လို့ဖြစ်နေတဲ့ဘဝကနေလွတ်မြောက်သွားစေချင်လိုက်တာဗျာဆရာတော်ကအောင်မြင်ပါစေလို့ဆရာတော်ဆုတောင်းပေးပါမယ်ဆရာတော်ပေးတဲ့ဆုနဲ့ပြေးပြရစီဗျာအဲ့ဒီလိုပြောပြီးဆရာဆိုင်တော်ကဆရာတော်ကိုရှ िख ိုးတယ်ဗျာကျုံနဲ့နှစ်ယောက်တည်းလာခဲ့ကြတာဒီရွာကိုကားတိုက်ရိုက်ပေါက်တာမဟုတ်ဘူးဗျာကားလမ်းရှိတဲ့ရွာကိုအရင်စီးရတယ်အဲ့ဒီရွာကမကြီးကန်ရွာလို့ခေါ်တယ်ရွာထက်မှာတောက်ရိပ်ကန်ကြီးတကန်ရှိတယ်ဗျကံပေါ်မှာမကြီးပင်တွေပက်ပြီးစိုက်ထားတာလူတစ်ဖက်လောက်ရှိတဲ့အပင်လေးကြီးပဲဒါကိုကြည့်ုံနဲ့ဒီကန်ရဲ့တက်တန်းကိုမှန်းကြည့်နိုင်တာပေါ့ဗျာမကြီးကန်ရောက်တော့ဆရာတော်ဘက်ကဖန်ကားကုန်းကိုလှဲကားတယ်လိုက်မဲ့သူတယောက်မှမရှိဘူးဗျာ
ဆရာရဲ့ဆုံးရွာကိုလိုက်ဖို့မဲ့သူကိုဘလို့မှရှားလို့မရနိုင်ပါဘူးဗျာဖြစ်နိုင်ရင်ဆရာတို့လည်းမသွားကြပါနဲ့ရွာထဲကအသက်ကြီးလူကြီးတယောက်ကဆရာနုံဖကိုတားတယ်ဗျမသွားလို့မဖြစ်ဘူးဗျာကျုပ်တို့မှာအရေးကြီးတဲ့ကိစ္စရှိလို့သွားရမှာပို့ပေးမဲ့သူမရှိလဲကျုပ်တို့ဆရာတပည့်ခြေရင်သွားကြရုံပါဗျာယောခက်တော့တာပဲဗျာဆရာတို့ခြေရင်သွားလို့ကတော့တော်တော်နဲ့ရောက်မှာမဟုတ်ဘူးဗျလမ်းကလည်းမသိတဲ့အပြင်လမ်းမှာအနောက်ရှက်ကလည်းမျိုးစုံတွေ့အောင်ပါကဲကျုပ်မေးစမ်းကြည့်ပါဦးမယ်ဗျာမကြီးကရွာသားကြီးကရွာလေလမ်းတိုင်းသွားပြီးလူတယောက်ခေါ်လာတယ်ဗျဒီမှာဆရာတို့ဟောတာကျုပ်တို့မောင်စင်းနေဗျဆရာတို့ကိုသူ့လဲနဲ့လိုက်ဖို့လိမ့်မယ်ဒါပေမဲ့သူလဲဖန်ကားကုန်းထိတော့မလိုက်ရဲဘူးဖန်ကားကုန်းဒီဘက်ကစုံမြင်တာထိတော့လိုက်ဖို့ဝေးလိမ့်မယ်ဒါဆိုရင်ဆရာတို့တိတ်မလို့တော့ဘူးဗျာတောကိုဖျက်ချလိုက်ရင်ဖန်ကားကုန်းကိုရောက်ရောလဲကတော့ဆရာတို့ကြည့်ရှုပေးခဲ့ပေါ့ဗျာဟာဝမ်းသာလိုက်တာဗျာအဲ့ဒီလောက်ထိရောက်သွားရင်ကိုတော်ပါပြီဗျဟိုဘက်ကိုကျိုးတို့ဘာသာသွားလိုက်ပါမယ်လဲကလည်းတောင်းတလောက်ပေးမှာပါကဲငစင်မင်းလဲကောက်ပြီးတော့လိုက်သွားတော့မကြီးကန်ရွာသားကြီးကသူ့တူကိုဆင့်ဆိုတဲ့သူကိုလဲကောက်ခိုင်းလိုက်တယ်ကိုဆင့်ဆိုတဲ့သူကိုတွေ့တော့ကျုပ်ငယ်ငယ်ကဖတ်ဖို့တဲ့ပကံရာဆွေနဲ့ကငရံမှန်ကိုငှက်တန်ပေးပြီးအစိတ်များနဲ့ပြစ်ပြီးတော့မျက်လုံးကအောင်လုပ်တဲ့မုတ်ဆိုးငဆင့်ကိုတတိယသွားသေးတယ်ဗျာကိုဆင့်ဆိုတဲ့သူကလှုပ်တာခိုင်းတာတက်တာဗျလဲကောက်တာဘာမှမကြားလိုက်ဘူးရွာလန်းကိုလှဲရောက်လာရောပြုဆရာလိုဖကတော့လဲပေါ်ရောက်ကြတဲ့ကပတိစိတ်တော့တာပဲဗျာကျုပ်ကတော့ကိုစင်းနဲ့စကားတွေပြောတော့တာပေါ့ဗျာတော်သားချင်းဆိုတော့လေတွေ့တာနဲ့ရင်းနှီးတော့တာပေါ့ဗျာကိုစင်းရဲ့ကျုပ်တို့အခုသွားမဲ့ဖန်ကားကုန်းရွာကိုစုံရလို့ခေါ်ကြတာဆိုဘာကြောင့်လို့များဟာကောင်းရနေပါဦးမင်းနာမည်ကဘာသူတော့ကျုပ်နာမည်ကတာတေတဲ့ဗျာအေးမောင်တာတေရဲ့ဖန်ကားကုန်းကတရွာလုံးလူမဲ့သမျှစုံကြည့်ပဲကွာကလေးလူကြီးအကုန်လုံးစုံတတ်တယ်ဒါကြောင့်စုံရကြီးလို့ခေါ်တာပေါ့ကွာဟာဟုတ်ရဲ့လားဗျာလူကြီးတွေစုံတက်တာထားပါတော့လေကလေးတွေပဲရှိသေးတာဘလို့ကြောင့်စုံတက်တာတော့ဟေးမောင်လာတယ်မင်းစဉ်းစားကြည့်လေကွာဖအေးလဲစုံမအေးလဲစုံဆိုတော့ဒီကလေးဟာငွေကလေးကဝင်းတွင်စုံနေဖြစ်နေမှာပေါ့ကွာကြီးလာတော့ဖအေးနဲ့မအေးကသူတို့ပညာကိုသင်ပေးကြမှာပေါ့ဒါလည်းဟုတ်တာပဲဗျနေပါဦးအဲ့ဒီတော့မှစာသင်ကျောင်းလေးပါလေမရှိဘူးလားကိုစင်မောင်တာတွေဖန်ကားကုန်းမှာစာသင်ကျောင်းရှိဖို့နေသားသားဘုန်းကြီးကျောင်းလည်းမရှိဘုရားလည်းမရှိအိမ်တိုင်းမှာဘုရားဆိုင်လည်းမရှိဘူးကွာဟာဒီလိုဆိုရင်ဒီရွာကလူတွေသိရင်တရဏဂုံဘလို့တင်တော့ဗျာမင်းတော်အတွေးခေါင်တာကိုကွမောင်တာတွေစုံနေတေးပါတယ်ဆိုမှဘသူကတရဏဂုံတင်မှာတော့အသက်ရှင်နေတုန်းကလည်းတဘွားလုံးဖရာတရားတန်ခါကိုရှ िख ိုးကြတာပါမဟုတ်တာဟုတ်သားဗျာကျုပ်သားကိုမတွေးမိတာပြုနေတဲ့တပြားလောက်အရောက်မှာတမပင်တန်းကလေးကိုကျုပ်တို့လည်းရောက်လာခဲ့တယ်ကိုစင်ကလှဲကိုရက်လိုက်တယ်ကဲကျုပ်တော့ဒီအထဲပဲပို့နိုင်မယ်ပြုဟိုအရှိကအပေလေးတွေကကျုပ်တို့ကျဲတဲ့ပေါက်နေတဲ့ကွေးပြောင်ပြောင်ကြီးကိုတော့မဖြတ်လိမ့်နဲ့အဲ့ဒါစုံလို့ခေါ်တယ်လူမပြောနဲ့တိတ်ရွက်ကြရင်တော့မလွတ်ဘူးအောက်ကဆွဲသွားတာကျုပ်တို့ရွာသားတွေလည်းဒီစုံကြီးတဲ့ကိုညဘက်လမ်းမပြီးတော့ရောက်သွားကြတာစောင့်ကြွပြီးတော့တရားမကြံတေကုန်တာဗျဆရာလိုဘကကိုစင်းကိုလှဲက90ပေးတယ်ကိုစင်းကဝမ်းသာအားရနဲ့ယူပြီးတော့ပြန်သွားတယ်ဆရာလိုဘနဲ့ကျုံနဲ့ခရီးဆက်ခဲ့ကြတယ်ကိုစင်းပြောတဲ့စုံဆိုတာကြီးကိုဘေးကပတ်ပြီးတော့ရှောက်ကြရတာဗျဒီတော့မှပဲအဝေးကပြန်လာတဲ့ကြီးကန်းတစ်ကောင်ဟာအတောင်ချောင်းလို့ထင်ပါရဲ့ဗျာစုံမြေပေါ်ကိုဆင်းပြီးတော့နားလိုက်တယ်ကျုံနဲ့ဆရာလိုဘလည်းဇီးပင်ဘူးလေးနောက်ကနေကွယ်ပြီးတော့ကြီးကန်းဘာဖြစ်မလဲဆိုတာသိကြလို့ကြည့်နေကြတာဗျဟာကြီးကန်းသားတဲ့အောက်ကမြေကြီးကကြီးကန်းကိုဆွဲတော့တာပဲပြုကြီးကန်းကဒီတော့မှမြေကြီးကိုငုံကြည့်ပြီးပြန်ဖို့ပြင်းနေဒါပေမဲ့သူ့ရုံးလို့မရတော့ဘူးဗျာတောကြီးကန်းကြီးကတအားအားနဲ့អော်ပြီးအတောင်ကိုဖလက်ဖလက်နဲ့ခံရင်ရုံးတော့တာပေါ့ဗျာခဏလေးပဲဗျာတောကြီးကန်းကြီးអော်ရင်နဲ့ပျောက်သွားတယ်ကျုပ်ဖြင့်ကြက်သိန်းတွေတဖြန်းဖြန်းထသွားလိုက်တာဗျာလူတယောက်ရဲ့အလေးချိန်လောက်ဆိုရင်တော့ဘလောက်များဆွဲမယ်ဆိုတာမတွေးရလောက်အောင်ပဲဗျာဆရာဒါဘလို့ဖြစ်တာတော့ကျုပ်ကဆရာလွန်ဖကိုမေးကြည့်လိုက်တယ်ဒါစုံမြေလို့ခေါ်တယ်ဒါတည်းရဲ့အောက်ကနေဆွဲချတတ်တယ်ငင်းနဲ့ဖြက်ပြေးတော့မလုပ်ဘူးလို့ပြောကြတယ်ကွစုံမြေကိုတတိထားပြီးကျုပ်တို့ကွင်းလျှောက်ကြရတာပေါ့ဗျာစုံမြေကိုကြော်သွားတော့တောဆက်ကိုရောက်တယ်ကိုစင့်ပြောလိုက်တဲ့ဖန်ကားကုန်းကိုသွားတဲ့ခြေလမ်းကလေးရှိရဆိုတာ
ကျုပ်တို့လိုက်ရှာကြတယ်ဟောတွေ့ပြီဗျဒီလမ်းကလေးကလူတွေအမြဲတမ်းဖြစ်သွားလေးရှိတဲ့ခြေသွားလမ်းလေးဗျာဆရာတော်ဘကရမ်းမသွားဘဲနဲ့အာယုံခံကြည့်တယ်စိတ်ချရပြီဆိုတော့မှရှေ့ကသွားတယ်ဗျာကျုပ်ကဆရာတော်ဘနောက်ကနေကပ်ပြီးတော့လိုက်ရတာပေါ့ဗျာတနေရာရောက်တော့ဆရာတော်ဘကတုတ်ကနေရက်လိုက်တယ်ဗျကျုပ်လည်းရက်လိုက်တာပေါ့ဗျာခြေသွားလမ်းလေးဘေးကတစ်ပင်ကြီးတစ်ပင်ရဲ့ခိုင်းတက်ကြီးဟာလူလက်ကြီးလိုပဲကွေးကြလာပြီးတော့ကျုပ်တို့သွားမဲ့လမ်းကိုပိတ်ထားတယ်ဗျဆရာတော်ဘကတစ်ကိုင်းကြီးကိုလက်ညှိုးနဲ့ထိုးပြီးပါဇက်ကတစ်ခုခုကိုရွတ်လိုက်တယ်လမ်းပိတ်ထားတဲ့တစ်ကိုင်းကြီးကအပေါ်ကိုဝုန်းကနေတက်သွားတယ်ဗျာကျုပ်တို့ဆရာတပည့်လဲတောထဲကိုဆက်လျှောက်လာတယ်ဗျဟေးမဲဆက်ဟာဆရာဒီတောထဲမှာလူတွေရှိတယ်ဗျာယောက်ျားကမိန်းမကိုလှမ်းခေါ်နေတဲ့အတန်းဗျမောင်တာဒီမဟုတ်ဘူးအဲ့ဒါလူမဟုတ်ဘူးငှက်ကွယ်လူတန်နဲ့အလွန်လူတယ်ကျုပ်ဖြင့်အံ့ဩလိုက်တာဗျာဒီငှက်မျိုးရှိမှန်ကျုပ်ဖြင့်ကြားတော့မကြားဘူးပါဘူးဗျာဟေးမဲဆက်ဟုတ်ပါဗျာငှက်ကအော်ရဲနဲ့မြောက်ဘက်ကိုပြန်သွားတာဗျဆရာတော်ဖားနဲ့ကျုံနဲ့ခရီးဆက်ခဲ့ကြတာနိုင်ဝက်လောက်ရှိပြီဗျဟာရှေ့မှာချောင်းလေးပါလားဆရာမပူပါနဲ့မောင်သားလေးရဲ့ချောင်းရှိရင်တရားရှိမယ်ကွဟောဟိုးကြောက်တော့ကြီးပဲမှာတွေ့လားဝါတရားလေးကွအသေးချာကိုထိုးထားတဲ့တရားကွလာအဲ့ဒီတရားကိုသွားကြစို့ကျုပ်ကချောင်းရည်ကိုကြည့်လိုက်တယ်ရေကကြည်လင်ပြီးတော့စိမ့်နေတာဗျရေအောက်မှာကူးနေတဲ့ငါးကလေးတွေကိုတော့တွေ့နေရတယ်ဟာရွှေငါးလေးတွေဗျမြို့မှာမှန်ပေါင်းနဲ့အလှမွေးရတဲ့ငါးမျိုးလေးတွေဗျကျုပ်ဖြစ်ရေကိုကြည့်ပြီးမျက်နှာဆင်းသေးခြင်းနဲ့စိတ်ပေါက်လာတယ်ဗျဒါနဲ့ကျုပ်ရေစက်ကိုဆင်းလိုက်တယ်ကျုပ်ချောင်းကလေးစီကိုဆင်းသွားတာဆရာတော်ဘက်ကလှမ်းမြင်လိုက်ပြီးတော့ဟေးမောင်သားလေးမသွားနဲ့အဲ့ဒီရေကိုမထိနဲ့လာဒီဟိုလာဆရာတော်ဘကဝါဒရာနာလေးတောင်ရောက်နေပြီဗျကျုပ်ကဆရာတော်ဘပြောတဲ့အတိုင်းသူ့စီကိုသွားလိုက်တယ်ဆရာတော်ဘကကျုပ်ကိုလက်ညှိုးထိုးပြတယ်ဗျမောင်သားလေးကြည်စမ်းဟိုဘက်မှာတောင်နေမို့လားဒီဘက်ကတဖြည်းဖြည်းနှိမ်သွားတဲ့အနှိမ်ပိုင်းမို့ရေတွေကိုကြည့်လိုက်စမ်းဘယ်ဘက်ကိုစီးနေတော့ဒီတော့မှကျုပ်ကရေတွေစီးနေတာကိုတေးသေးချာချာသတိထားပြီးကြည့်မိတာဗျာဟာဟုတ်သားပဲဆရာရေတွေကဘလို့ဖြစ်လို့နှိမ်ရာကနေမြင့်ရာကိုစီးနေတာတော့ထူးဆန်းလာကြည်လားအေးဟုတ်တယ်ဒါမျိုးကိုရေပြန်ချောင်းလို့ခေါ်တယ်ကွကျုပ်တို့ဒီနယ်မြေကိုဝင်လာကလေးကလူရောငှက်ရောဘာမှမချမ်းပဲတတ်တဲ့စုပ်မျိုးတွေမြင်ခဲ့တယ်ပြီးတော့ဟိုပင်ကြီးကိုတွေ့ရမလားအဲ့ဒါသွေးစားပင်ကွကျုပ်တို့တတိမရှိတဲ့အဲ့ဒီတစ်ကိုင်းကြီးအောက်ကနေငုတ်ဝင်ပြီးတော့ဟိုဘက်ကိုဖြတ်သွားမယ်ဆိုရင်ကျုပ်တို့ကိုတစ်ကိုင်းကြီးကထုတက်ပြီးတော့ဆွဲယူသွားမှာကွပြီးရင်ကျုပ်တို့သွေးကိုအဲ့ဒီတစ်ပင်ကစုပ်ယူတော့မှာအခုတွေ့တဲ့ချောင်းကလည်းရေပြန်ချောင်းလို့ခေါ်ရင်ဒီဟာအင်မတန်အစိတ်ပြင်းတာကွလူအသားနဲ့ထိမိရင်တဖြည်းဖြည်းနဲ့အကွက်ကြီးထပြီးတော့ညိုပုတ်လာလိမ့်မယ်ဖြာဒီလောက်တောင်ပဲလားဗျာဟုတ်တယ်မောင်သားလေးဒီဆုံးရကြီးရဲ့အနီးဝန်းကျင်မှာဒီလိုကြက်တရေမရှိတဲ့ရှုံးညံ့တဲ့အရာတွေရှိနေတတ်တာမဆန်းပါဘူးကွယ်ဝါဒရာလေးကိုကူပြီးနောက်ထပ်နိုင်ဝက်လောက်သွားပြီးတဲ့အခါဆရာနုံဖကတုံကနေရက်လိုက်တယ်ဗျာကျုပ်လည်းနောက်ကနေရက်လိုက်ရတာပေါ့မောင်သားလေးဟိုမှာတွေ့ပြီကွကျုပ်တို့လာတဲ့ဖန်ခါကုန်းရွာကြီးကျုပ်တို့ကတောင်ကုန်းကြီးပေါ်မှာရွာကတောင်ချေကမြေပြန်ကြီးမှာရာမြေတွေဆိုတာလဲမျက်စိတစုံပဲဗျာရွာတွေကအိမ်တွေကလည်းတုတ်ဖွေးဖွေးနဲ့အိမ်ကြီးအိမ်ကောင်တွေများတယ်ဗျဒီရွာကြီးမှာနေတဲ့ရွာသားတွေဟာအိမ်နဲ့ယာနဲ့ပြည့်စုံကြရဲ့သားနဲ့ဘလို့ကြောင့်ဆုံးနေဖြစ်နေရတယ်ဆိုတာကိုကျုပ်မတွေ့တော့ပါဘူးဗျာရွာထဲမဝင်ခင်မှာဆရာတော်ဖားနဲ့ကျုံနဲ့ပါလာတဲ့စက်သားကြမီးဖုတ်လေးကိုကောက်ငင်းကြည်တော်လေးနဲ့အစာပြေးစားကြတယ်ဗျာပြီးတော့မှဆရာတော်ဖားကသူ့လွယ်အိတ်ကြီးတဲ့ကငပြောသီးထုတ်ပြီးတယောက်တစ်လုံးစားလိုက်ကြတယ်မောင်တာလေးဒီငပြောသီးကကျုပ်ဆရာပထမဆရာပွားကြီးပေးလိုက်တာကွကျုပ်လွယ်အိတ်ထဲမှာထည့်ထားတာ10ရက်မကတော့ငပြောသီးကပို့ပြီးတော့လဲမှဲ့မလာဘူးကွပုတ်လဲပုတ်မသွားဘူးဆရာပွားကြီးမှားလိုက်တာကဒီငပြောသီးကိုရွာထဲဝင်ကန်ဒီမှာစားရမှာလေကွဒါကြောင့်အခုမှကျွေးရတာနောက်3ရက်လောက်အထိတော့မင်းဘိုက်ဆာမှာမဟုတ်ဘူးတာရဲ့ဟာဟုတ်လားဆရာကျုပ်တို့နှစ်ယောက်တောင်ပေါ်ကဆင်းလာတဲ့ခြေသွားလမ်းလေးတိုင်းဆင်းလာခဲ့ပြီးရွာဝင်အပေါက်ကြီးစီကိုရောက်လာခဲ့တယ်ရွာထိပ်ကကဝေနဲ့စင်ကိုတွားပြီးတော့ဆရာနုံဖကအမိတ်ပြန်နေပြီးတော့ကဝေနဲ့ကြီးကိုချုပ်ပစ်ခဲ့တယ်အဲ့ဒီအချိန်မှာပဲကျုပ်တို့နဲ့မလန်မကတ်မှာ
လရာကြီးသုံးကဝဲနေတာတွေ့လိုက်ရတယ်ဗျာဆရာဟိုမှာလရာကြီးကျုပ်တွေ့တယ်မောင်တာတွေဒါဒီရွာတွေကစုံမကြီးတွေပဲကွကျုပ်တို့ရောက်မှကြိုသိနေတဲ့ပုံပဲဒီပုံစံဆိုရင်တော့ရွာတွေကိုတမ်းမဝင်သေးပဲနဲ့ဒီနေရာကပဲအခြေအနေကိုစောင့်ကြည့်ရင်ကောင်းမယ်ကွကျုပ်နဲ့ဆရာတော်ဖလူနှစ်ဖက်စာလောက်ရှိတဲ့မကြီးပင်ကြီးအောင်မှာမတ်တက်ပဲရက်နေလိုက်ကြတယ်ဆရာတော်ဖကတော့မန်းတန်းနေရွတ်ပြီးသူ့ပညာတွေကိုနှိုးထားလိုက်ပြီဗျို့ဒီတော့မှပဲရွာတွေကနေခွေးနဲ့ကြီးတကောင်ထွက်လာတယ်ဗျာကျုပ်တို့ကိုတေးသေးချာချာကြည့်ပြီးတော့မန်ဖိနေတဲ့ဗျို့ကျုပ်တေးသေးချာချာကြည့်တော့ခွေးနဲ့ကြီးကတာမန်ခွေးတွေထက်နည်းနည်းပိုကြီးနေရဲ့ဗျမန်ဖိနေတဲ့ခွေးနဲ့ကြီးကအဆွဲကြီးတွေဖွေးနေတာဗျို့ဆရာတော်ဘကခွေးနဲ့ကြီးကိုတေးသေးချာချာကြည့်ပြီးမှတောက်တစ်ချက်ခောက်လိုက်တာဗျကျုပ်တော်လန့်ပြီးတော့တုံသွားတယ်ဆရာတော်ဘလည်းတောက်ခောက်လိုက်ရောခွေးနဲ့ကြီးကမြေကြီးပေါ်ကိုဘုံကနေလဲကျသွားတာဗျို့ဟာလူးနေပြီဗျို့ခွေးနဲ့ကြီးမြေကြီးပေါ်မှာလူးနေပြီဟာခွေးမဟုတ်ဘူးဗျာလူကြီးပါဟုတ်ပါဗျာမြေကြီးမှာလူးနေတဲ့ခွေးနဲ့ကြီးကထမိန်ကြီးတစ်ထည်ခြုံထားတဲ့လူမဲမဲကြီးဖြစ်နေရောဗျာအဲ့ဒီလူကထမိန်ကြီးခြုံရသားနဲ့ဆရာတော်ဘကိုကြည်နေတယ်လူကတော့ကုန်းကုန်းကြီးလုံနေတော့မယ်ဗျာမင်းမသူတော့ကျုပ်ကထမိန်ခြုံမောင်တတ်ပါအေးကနဲ့မင်းရဲ့ထမိန်ချုံပညာတွေငါအားလုံးသိမ့်လိုက်ပြီကြားလားဟုတ်ကဲ့ပါဗျာကျုပ်အသက်ကိုတော့ချမ်းသာပြီပါဗျာစိတ်ချမင်းကငါမတတ်ဘူးဒါပေမဲ့ငါမင်းရာတွေကိုတော့မင်းမှန်မှန်ဖြေရမယ်ဟုတ်ကဲ့ပါဆရာကျုပ်ဖြေပါမယ်ဒီရွာကစုံမကြီးမဲပြောရှိသလားရှိပါတယ်ဆရာသူ့အိမ်မှာပါမဲပြောကဘယ်ရွယ်ရှိပြီတော့ကွအသက်80လောက်တော့ရှိပါပြီဗျာဒါပေမဲ့အလွန်မှနှုတ်ပြပါတယ်အသက်50ကျော်လောက်ပဲထင်ရပါတယ်သူ့သမီးမယ်သိရောရှိသလားကနဲ့ရှိပါတယ်ဆရာသူ့သမီးကအသက်50ကျော်လောက်ရှိပါပြီနေအောင်ကနဲ့မဲတော်ရဲ့ပညာကတော်တော်ထက်သလားကွယ်ထက်ပါတယ်ဆရာမဲတန်ကြီးရဲ့ခေါင်းမြက်ကိုယူထားပြီးတော့သူ့ပညာအစ်စ်ကိုတက်အောင်အမြဲလုံးနေတော့သူ့ငကိုပညာရောမဲတန်ရဲ့ပညာပါပေါင်းပြီးတော့တော်တော်ကိုအစွမ်းထက်နေပါတယ်တရွာလုံးလဲသူတို့ခိုင်းသမျှကိုကျုံလေးလိုလှုပ်ပေးနေကြပါတယ်ဗျာစိတ်မထင်သလိုတက်ပြစ်တာဗျသူ့ကိုဘသူမှလည်းမရှင်းနိုင်တော့မော်တော့မကြည့်ဘူးဗျာအခုလဲမင်းကိုသူလွတ်လိုက်တာပဲမို့လားဟုတ်ပါတယ်ဆရာကျုပ်ကိုခွေးနဲ့ပုံပြောင်းပြီးတော့သူလွတ်လိုက်တာပါကဲကနဲ့ဒါဆိုရင်မင်းကငါငကုပုံစံပြန်ပြောင်းပေးမယ်ငါတို့ကိုရွာလေကမဲပြောနဲ့မဲစံပညာပြိုင်နဲ့မြေကွက်လက်ကိုခေါ်သွားပါပြီးရင်မဲပြောကိုပြောလိုက်မဲစံရဲ့ခေါင်းပြက်ကိုယူပြီးတော့မြေကွက်လက်ကိုလာခဲ့ပါလို့ငါစောင့်နေမယ်လို့ပြောလိုက်ကြားလားဟုတ်ကဲ့ပါဆရာတော်ဘကထမိန်ချုံမောင်နဲ့ကိုလက်ညှိုးထိုးပြီးတောက်တစ်ချက်ခောက်လိုက်တာမောင်နဲ့မြေကြီးမှာလှိမ့်နေရောဗျို့ဟောထမိန်ချုံကြီးကနေခွေးနဲ့ကြီးပြန်ဖြစ်သွားပြီဗျို့ခွေးနဲ့ကြီးကကျိုးတို့ကိုလှဲကြီးနဲ့ရှေးကသွားတယ်ရွာလေကမြေကွက်လက်ကြီးကိုရောက်တော့ဆရာတော်ဘကခတ်တော့ပဲမြေကွက်လက်ကြီးကိုပတ်ပြီးမန်နာရွတ်တယ်ဗျာစီးချတာပေါ့ဒီနေရာမှာမဲဆန်ကိုသူတက်ခဲ့တာကွကျုပ်ပထမစီးချပြီးပြီဒီစီးဝိုင်းတဲ့ကိုဝင်တဲ့စုံဟာဘယ်တော့မှစုံအနေနဲ့ပြန်ထွက်လို့မရတော့ဘူးကွသူ့ရဲ့စုံပညာကိုအကုန်လုံးစွန့်ပြီးမှထွက်လို့ရမယ်ဒါမှမဟုတ်ရင်လေတေပြီးမှဝိညာဉ်ဘဝနဲ့ထွက်ရုံပဲပေါ့ကွာမြေခွက်လက်ကြီးကတော်တော်ကျဲတာဗျဆရာတော်ဖပြောသလိုဆိုရင်ဒီထဲဝင်လာတဲ့စုံတွေသွားပြီပေါ့ဗျာတိတ်မကြခင်မှာပဲမိုးချုပ်လာတယ်ဗျာကျုပ်တို့ရောက်နေတာကိုသိရနဲ့မဲပြောကြီးချက်ချင်းမလာတာအကြောင်းတစ်ခုခုရှိမယ်လို့ကြုံတွေ့မိတယ်ဆရာမဲပြောဘာလို့ချက်ချင်းမလာတော့ဆရာဒီညကလာပြင်ညာကွမောင်တာတရဲ့လက်ထွက်အောင်စောင့်နေတာလက်ထွက်ရင်သူတို့အားတွေကပို့ပြီးတော့ပြည်တယ်ပြီးတော့ကျုံနဲ့ရှင်မို့သူ့ပညာတွေကိုနှိုးတာလဲပါမှာပေါ့ဟောလက်ထွက်လာပြီဗျာအရှိဘက်ကတောင်တန်းကြီးပေါ်ကိုလာကြီးကြော်တက်လာပြီးစုံရွာကြီးတရားလုံးလင်းထိန်သွားပြီဗျို့ဟောရွာပေါ်မှာလဲလက်ရတွေဝဲနေပြီဗျို့အားလုံးငါးကောင်ဗျကျုံမော်ပြီးတော့ရေးကြည့်လိုက်တယ်တတိထားတော့မောင်တာတွေမေကျော်ကြီးလာတော့မယ်ဟောရွာလဲလိုက်လူတွေလာနေပြီဗျို့ယောက်ျားတွေရောမိန်းမတွေပါဗျာဒါဒီရွာကြီးကနမဲကျော်စုံနေပဲပေါ့ဗျာမေကျော်ကြီးရဲ့တပည့်တွေပဲပေါ့အားလုံးမြေကွက်လက်ကြီးတဲ့ကိုဝင်ပြီးတော့မတက်ရက်လိုက်ကြတယ်သူတို့ကမြေကွက်လက်ကြီးရဲ့တစ်ဖက်မှာရက်နေတာဗျကျုံနဲ့ဆရာတော်ဘကမြေကွက်လက်ရဲ့ဒီဘက်ထိပ်မှာရက်လို့ပေါ့ဗျာ
မြေကွက်လက်ကြီးကအဝိုင်းလည်းမဟုတ်လေးတောင်လည်းမဟုတ်ဘဲဥလိုကြီးဗျမတ်တရက်နေတဲ့စုံတွေကစုံမတယောက်ကရှေ့ကိုခြေလန်းလောက်ထွက်လာပြီးတော့ဆရာတော်ဘကိုလက်ညှိုးနဲ့ထိုးပြီးတော့ပြောလိုက်တယ်ဟဲ့ဆရာစုပ်နင်းကိုနင်းအထင်ကြီးပြီးနင်းသေးရင်းနဲ့ကိုရောက်အောင်လာခဲ့တဲ့အကောင်နင်းတို့အကောင်ကငါတို့မေတော်ကြီးကိုစိန်ခေါ်ဝင်သလားပြီးတော့ဗါတဲ့မေတော်ကြီးကိုယ်တိုင်ဖြတ်ယူခဲ့တဲ့စတုံးဖြူမကြီးရဲ့ခေါင်းပြက်ကိုယ်တော်လာတောင်းရဲ့နင်းအတွက်တော့အခုအချိန်ရှိသေးတယ်အခုချက်ချင်းဒူးထောက်လိုက်ပြီးတော့မေတော်ကြီးကိုတောင်းပန်ပြီးဒီရွာကနေချက်ချင်းထွက်သွားဒါနောက်ဆုံးအခွင့်အရေးပဲဆရာတော်ဘကဘာမှမပြောဘဲနဲ့လက်ပိုက်ပြီးတော့ကြည်နေတယ်ဗျရွာပေါ်မှာဝဲနေတဲ့လရာကြီးတွေကအဆက်မပြတ်အော်နေကြတယ်ဗျကျုပ်လည်းဆရာကြီးဦးမင်းအောင်ပေးထားတဲ့တန်ကဝေရုပ်လေးကိုလက်ထဲမှာကြည့်ကြည့်ပါအောင်စုပ်ထားလိုက်ရတာပေါ့ဗျာဟောမြေကွက်လက်ရဲ့ဟိုဘက်မှာရက်နေတဲ့စုံတွေဟိုဘက်ဒီဘက်တိုးကပ်လိုက်ကြတယ်ဗျာအလဲမှာလမ်းပေါက်ကြီးပွင့်သွားတာပေါ့အပေါ်မှာဝဲနေတဲ့လက်သားတွေကတကီးကြီးနဲ့အော်နေတဲ့အချိန်မှာကြားဟင်းတန်ကြီးပေါ်လာတာမျိုးကျုပ်ဖြင့်ရေတွေတိန်တိန်ခုန်ပြီးတော့ကြက်သိန်းတွေမှာတပြဲမြဲထကုန်ရောဗျာဟာကြားကြီးဗျာကြားနေကြီးဗျာနဲတဲ့အကောင်ကြီးမှမဟုတ်တာဗျာနွားတစ်ကောင်လောက်ကိုမြင့်လာဗျာခါကြီးနွဲ့နဲ့မြေကွက်လက်ကိုဝဲလာတာမျိုးကြားနေကြီးရဲ့နောက်မှာပါလာတဲ့မိန်းမတစ်ယောက်ကခြေတန်းရှိနဲ့ဘဲဥစပွဲလေးတစ်လုံးကိုမှားလာတယ်သူ့နောက်မှာတော့အနဲ့ရောင်ဝိယုံကြီးခြုံထားတဲ့မိန်းမတစ်ယောက်ကကျွန်းသက်တာလေးတစ်လုံးကိုပွေပြီးယူလာတယ်အဲ့ဒီကျွန်းသက်တာကိုစပွဲကိုအမြင့်လေးပေါ်မှာတင်လိုက်တယ်ပြီးတော့အဲ့ဒီစပွဲဘေးမှာမိန်းမနှစ်ယောက်ရပ်နေလိုက်တယ်ကြားနေကြီးကခါးနဲ့ကြီးနဲ့ဟိုလျှောက်တီလျှောက်လုံနေတာဗျဆရာတော်ဘကိုခေါင်းကြီးစောင်းကြည့်လိုက်ဟိတ်လိုက်နဲ့လုံနေတာဗျခဏနေတော့ဆရာတော်ဘကိုကြော်ပေးပြီးတစ်ဖက်ကိုလှည့်ထက်သွားမယ်ဘေးမှာဝိုင်းကြည့်နေတဲ့စုံမရီရောစုံထီးရီရောအားလုံးပဲကြားနေကြီးကိုလက်အုပ်ချီထားကြလိုက်တယ်။အော်လက်စာတက်တော့ဒီကြားနေကြီးဟာမဲပြောကြီးကိုကျုပ်တွေးလိုက်တယ်။ကြားနေကြီးတစ်ဖက်လှည့်မှာဆရာတော်ဘကတောက်တစ်ချက်ခောက်ပြီးမြေကြီးကိုဖနှောက်နဲ့ပေါက်လိုက်တယ်။ဟာကြားနေကြီးကမြေကြီးမှာလူးနေပြီဗျို့။ဟောငိန်သွားပြီ။ဟာစပင်ဖားလျားကြီးချထားတဲ့မိန်းမကြီးဖြစ်သွားပြီဗျို့။မဲပြောကြီးမူလပုံစံဖြစ်သွားတာဗျာ။ဟာရွာပေါ်မှာဝဲနေတာလရာကြီးတွေလည်းမြေကွက်လက်ထဲကိုတဖုံဖုံနဲ့ပြုတ်ကြလာပြီဗျို့လရာကြီးတွေကထမိန်ခြုံထားတဲ့စုံးမကြီးတွေဖြစ်သွားပြီဗျို့မြေကြီးပေါ်မှာစက်ငင်ဖြစ်ကုန်ကြပြီပေါ့ဗျာဆရာတော်ဘရဲ့ဖနှောက်တစ်ချက်ကအားလုံးကိုမူလပြန်ဖြစ်ကုန်တော့တာပဲဗျာဘေးကကြည့်နေတဲ့စုံးတွေတော့ပါဇက်ဟောင်းလောင်းဖြစ်ပြီးတော့ဆရာတော်ဘကိုကြည့်နေကြရောဗျို့မဲပြောကြီးကမြေကြီးပေါ်ကနေထလာပြီးဆရာတော်ဘကိုစိုက်ကြည့်နေတယ်ဒီအချိန်မှာပဲဝိယုံအနဲ့ခြုံထားတဲ့မဲပြောရဲ့သမီးဖြစ်ပုံရတဲ့မိန်းမကရွှေချထားတဲ့လိန်ကောက်တောင်ဝေးတစ်ချောင်းကိုမဲပြောလက်ထဲလာပြီးတယ်မဲပြောကတောင်ဝေးကောက်ကြီးကိုမြေကြီးပေါ်မှာထောက်ပြီးရက်နေရကနေဆရာတော်ဘကိုလှမ်းပြောတယ်နင်းပညာမစိုးပါဘူးငါတို့ရဲ့ရုပ်ပြောင်းနံပြောင်းအတက်ကိုဖျက်ဆီးပြစ်နိုင်တာအံ့ဩစရာပါပဲအဲ့ဒီပညာကိုဖျက်လိုက်ရင်အဲ့ဒီအောက်နိုင်တဲ့ပညာတွေအားလုံးပြတ်သွားပြီဒီတော့ငါမကပညာအမြင့်နေပဲကျန်တော့တာနင်ခံနိုင်ရင်ခံပြီတော့ပြောဆိုနဲ့မဲပြောကသူ့လက်ထဲကတောင်ဝေးကိုဝှေ့လိုက်တယ်သူ့တကိုယ်လုံးကစက်တွေဟာဖြာပြီးတော့ထွက်လိုက်တာရောင်စုံပဲဗျို့လှတော့လှသေးရောဗျာစက်တွေကတန်းထွက်လာတာမဟုတ်ဘူးဗျာစောင်းဝိုင်းလိုလဲပြီးရှေ့ကိုတိုးလာတာဗျာဆက်လေတန်ကလည်းကြောက်เสียရကြီးဗျာတဝီဝီနဲ့ကိုဖြစ်နေတော့တာဗျာတပြေးပြေးနဲ့လဲနေတဲ့ဆက်ကြီးကဆရာတော်ဖဘက်ကိုရွေ့လာတယ်ဆရာတော်ဘကလွယ်အိတ်ထဲကအင်းတစ်ချက်ထုတ်လိုက်တယ်ကျုပ်တက်မှာဒီဆက်မျိုးတခါမှမမြင်ဘူးတော့ဆရာတော်ဘဘာရင်ပြစ်မယ်ဆိုတာကိုတွေးလို့ကိုမရဘူးဗျာကဲဟေးဟောတာပထမအင်းကြီးကွာကြည့်ပြီဆရာတော်ဘရှေ့ကိုခြေတလန်တိုးပြီးအင်းနဲ့ပြစ်လိုက်ပြီလဲနေတဲ့အလဲတဲ့အင်းဝင်သွားပြီဗျို့ဟောစက်တွေထပေါက်ပြီဗျို့မေပြောကြီးကဖိန်ထိုင်ရက်လဲကျသွားပြီဗျာမေပြောကလဲနေရကနေထပြီးခုံပေါ်မှာတင်ထားတဲ့တစ်တာကိုဖွင့်လိုက်တယ်ဟာခေါင်းပြက်ကြီးဗျာမိန်းမကြီးတယောက်ရဲ့ခေါင်းပြက်ကြီးဗျာဟဲ့မဲဆန်နင်းဆက်တွေကိုခုလို့ဆန်ငါစီကိုနင်းဆက်တွေပို့လိုက်ဆန်မဲပြောကခေါင်းပြက်ကြီးရှေ့မှာရပ်ပြီးအမိန်ပေးတယ်ဗျခေါင်းပြက်ကြီးကငြိမ်နေတာဗျာဆက်လို့ဖို့နေနေတာသာအယောင်လေးတယောင်တော့မှမလက်ဘူးဗျဟာတော်ပါတော့မတ်မဲပြောရဲ့မတ်မဲဆန်သွားလို့ရသွားပါစီတော့ဗျာအနည်း20လုံးလုံးခမည်းသူ့ကိုချုပ်နှောင်ထားခဲ့တာတော်တော့ပါပြီဗျာ
သူ့ပညာတွေကိုစောစောကပဲကျုပ်ချုပ်ထားလိုက်ပြီဗျ။အော်လက်ဆက်တက်တော့နစ်လက်ချက်ကိုနင်ကလက်ဦးသွားပြီကိုဟဲ့အကောင်တွေကောင်မတွေနင်တို့ရှိသမျှဆက်တွေလှုပ်ပြီးဒီအကောင်ကိုတတ်လိုက်စမ်းရှေ့ရဲ့စက်ကြာစက်ကြီးကိုအဖြက်စီးခံလိုက်ရတာရှင်းဆက်တွေကိုချက်ချင်းပြန်ထုတ်လို့မရတော့ဘူးမလားဒီလိုအချိန်မျိုးကိုကျုပ်စောင့်နေခဲ့တာအနည်း20တောင်ရှိပြီမဲပြောရဲ့ကျုပ်လှည့်ကြည့်လိုက်တော့မိန်းမတစ်ယောက်ဗျာကြာကြာနာနာကိုအလှအပပြင်ဆင်ပြီးရင်ရင်ကြည်ကြည်လေးရက်နေတာဗျဒါပေမဲ့ဒီမိန်းမကမြေခွက်လက်ထဲကိုဝဲမလာဘူးမလန်းမကန်းပါပဲရက်နေတာနေရဘာလို့တော့ကျုပ်ကရှင်ခေါင်းဖြတ်ပြီးရရက်ဆက်ဆက်တက်လိုက်တဲ့မက်မဲဆိုင်ရဲ့သမီးမမင်းယူလေရှင်ကိုတက်ချင်လို့ပညာသင်လိုက်ရတာအခုတကယ်တမ်းတက်တော့မယ်ဆိုတော့ရှင်ကစက်တွေကျိုးပဲ့ကုန်ကြတဲ့အချိန်ဖြစ်နေတော့တော်တော်ကိုစိတ်ပြက်စရာဖြစ်သွားတယ်တော့ဟဲ့မဲသားသမီးလာခဲ့တဲ့နင်းကိုအခုချက်ချင်းရှေ့ကိုတိုးခဲ့စမ်းနင်းအမေလိုပဲခေါင်းဖြတ်မယ်လာခဲ့တဲ့ကောင်မဆုံးလေကျုပ်ရှေ့တိုးလိုက်ရင်ရှင်တို့ပဲဟိုဆရာကြီးရဲ့ပထမစီးတဲ့ရောက်သွားမှာပေါ့ပထမစီးတဲ့ရောက်သွားတဲ့ဆုံးဟာဘယ်တော့မှစုံအနေနဲ့ပြန်ထွက်လို့မရဘူးဆိုတာတော်တို့သိမှမသိကြတာကျုပ်ကမမင်းယူဆိုတဲ့မိန်းမကိုတစ်ချက်လှမ်းကြည့်လိုက်တယ်ဒီမိန်းမကတော့ခက်အေးပဲဗျာမဲပြောကြီးကိုကြည့်တဲ့သူ့မျက်လုံးကတော့အစိမ့်လိုက်ဝါးစားတော့မလို့ကြည့်နေရတာမျိုးမဲပြောရဲ့သမီးမဲသိန်းကရှေ့ကိုထွက်လာပြီးတော့ဆက်ဆက်လို့တယ်ကျဲတဲ့ဆုံးမဆုံးဒီ400လောက်ကလည်းသူတို့ရဲ့ဇက်တွေကိုဝိုင်းလွတ်ကြတယ်ဇက်တွေအားလုံးအားရီစုပြီးအလွန်တောက်ပတဲ့အလဲတန်းကြီး3ခုဖြစ်သွားတယ်အဲ့ဒီအလဲတန်းကြီးတွေကမြေကွက်လက်အပြင်မှာရက်နေတဲ့မမင်းယူစီကိုတန်းပြီးတော့သွားနေရောဗျာမမင်းယူကခေါင်းကိုအပေါ်မော့ပြီးပါဇက်ဟားထုတ်လိုက်တာပါဇက်တဲကဇက်တွေတက်လက်လက်နဲ့မထွက်ဘဲနဲ့မီးတော့တစ်ခုထွက်လာတာဗျကျုပ်ဖြင့်ဒါမျိုးတစ်ခါမှမမြင်ဘူးလို့အံ့ဩနေမိတာဗျာမောင်တာတွေတတိထားအဲ့ဒါမီးဆုံးခွဲ့အလွန်ရှားပါတဲ့ပညာပဲကျုပ်လည်းအံ့ဩပြီးမော့ကြည့်နေမိတော့ဗောဗျာအပေါ်ကိုမြင့်တက်သွားတဲ့မီးတန်းလေးကကျိန်လုံးလေးတစ်လုံးစာလောက်ရှိတဲ့မီးတန်းလေးဗျာပေ20-30လောက်တက်သွားပြီးတော့အောက်ကိုထိုးဆိုင်ပြီးတော့ဆင်းလာလိုက်တာလှစ်ကနေနေတာပဲဗျို့ဟာပြက်ကုန်ပြီဗျို့ပြက်ကုန်ပြီစုံ400လောက်ပေါင်းပြီးလွတ်ထားတဲ့ဇက်တွေဗျာမီးဆုံးပညာရဲ့မီးတောက်ကလေးနဲ့တွေ့တော့အားလုံးအပိုင်းပိုင်းပြက်ကုန်ရောဗျာကဲမဲပြောရှင်းအလဲပဲကျုပ်အမေဘလို့သေးတယ်ဘလို့ခံစားသွားရတယ်ဆိုတာရှင်းမကြခင်သိရတော့မှာပါကဲရော့ပါပြောဒီမီးတောက်လေးကိုရှင်ရအောင်ညှိပြီးတော့မမင်းယူကပြောဆူဆူနဲ့သူ့ရဲ့လက်ညှိုးနဲ့လက်မကိုပုတ်ပြီးမီးပွင့်သေးသေးလေးကိုထုတ်ပြီးတော့မဲပြောကြီးစီကိုပြစ်လိုက်တယ်မီးချစ်ဆန်ကောင်းလောက်ရှိတဲ့မီးတောက်လေးကမဲပြောစီကိုပြေးသွားရောပြို့ဆက်တွေထုတ်လို့မရတဲ့မဲပြောကတော့သူ့ရဲ့တောင်ဝင်းနဲ့စီးပြီးတော့ရိုက်တယ်ဟာထိတယ်ပြို့ထိတော့မှမီးတောက်သေးသေးလေးကလက်ဖက်ရည်ပကံလောက်မီးတောက်ဖြစ်သွားပြီးမဲပြောကြီးစီကိုတန်းဝင်တော်တာပြို့မဲပြောကလည်းသူ့ရဲ့ဆေးတောင်ဝင်းနဲ့စီးပြီးတော့ရိုက်တာပဲဗျာမီးတောက်ကပို့ပြီးတော့ကြီးလာတယ်မီးတောက်ကပြေးဝင်မဲပြောကရိုက်မီးတောက်ကပို့ကြီးနဲ့နောက်ဆုံးတော့မဲပြောကြီးတော်တော်မောနေရောပြို့ဒီမှာနေမဲ့မမင်းယူကမီးတောက်ကိုလက်ညှိုးနဲ့ထိုးလိုက်တာမီးတောက်ကကျိုးတစ်ချောင်းလိုဖြစ်သွားပြီးတော့မဲပြောကြီးကိုရစ်တော့တာပြို့မဲပြောရဲ့နာလုံးလို့អော်လိုက်တဲ့အတန်ကစုံရွာကြီးတစ်ခုလုံးလွှမ်းမိုးသွားရောဗျာဟာခေါင်းကြီးကျုပ်ကျသွားပြီပြို့ဟာကိုလုံးကြီးကလည်း2ပိုင်းပြတ်သွားပြီမဲပြောကြီး3ပိုင်းပြတ်ပြီးတော့ဘဝဆက်သိမ်းသွားပြီပေါ့ဗျာမြေကွက်လက်ထဲမှာလဲကျနေတဲ့စုံတွေတော့မလောက်ကြတော့ဘူးဗျာအားလုံးတေကုန်ပြီလို့ကျုပ်ထင်တယ်မဲပြောကိုတတ်တဲ့မီးဆုံးဆက်ရဲ့အချိန်နဲ့အားလုံးတည်သွားကြပြီဗျာဆရာလိုဘကအနည်း20လုံးဒုက္ခခံပြီးပညာသက်နဲ့နေခဲ့တဲ့မမဲဆန်ရဲ့ခေါင်းပြက်ကြီးတွေကပညာသက်ကိုနှုတ်ပစ်လိုက်တယ်တရွာလုံးမှာရှိတဲ့ကလေးလူကြီးမှန်သမျှကိုမြေခွက်လက်ထဲကိုတယောက်မကျန်လာခိုင်းပြီးတော့ပညာတွေအကုန်စွန့်ခိုင်းတယ်တချို့ကပညာတွေစွန့်ကြတယ်တချို့ကမစွန့်ပဲမြေကြီးကိုနှစ်ဖူးနဲ့စောင့်ပြီးတော့တက်တည်သွားကြတယ်ဘာပဲပြောဒီရွာမှာစုံတယောက်မှမရှိတော့ပါဘူးနောက်တစ်နေ့မနေ့စောစောမှာဆရာလိုဖနဲ့ကျုံနဲ့စုံရွာကြီးမဟုတ်တော့တဲ့ဖန်ကားကုန်းရွာကိုပြန်လာခဲ့ကြတယ်မမေယူကတော့လုံးဝအသက်မဲ့သွားတယ်သူ့အမေရဲ့ခေါင်းပြက်တစ်တာလေးကိုရင်ဘက်မှာပွေပြီးငင်းညိုကြီးတစ်ကောင်စီးလို့အနောက်ဘက်ကိုထွက်သွားလိရဲ့ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စုံရွာကြီးဇာတ်လမ်းအစအဆုံးပဲဖြစ်ပါတယ်
ဆက်လက်ပြီးတော့လည်းတခိုးချီရဆိုတဲ့ဇလန်လေးရဲ့အစာဆုံးကိုထပ်မံပြီးတင်ဆက်ပေးသွားပါမယ်ခင်ဗျာကျုပ်ဘဝမှာဆရာတော်တော်များများနဲ့လိုက်ခဲ့ဘူးတာခင်ဗျားတို့အသိပဲလေဗျာကျုပ်ဆရာကြီးဆိုတာကလည်းတီလာတမာရီပြည့်စုံကြတဲ့သူတွေကြီးပဲဗျပညာရေးဆိုတာကလည်းသူ့အစစ်နဲ့သူတက်ကြတဲ့သူတွေလေဗျာဆရာကြီးဒေါက်တာမင်းအောင်ဆရာဆိုင်တော်ဖဆရာကျော်ဆရာညိုဘိုးလူပင်ဒီဆရာကြီးတွေကိုခင်ဗျားတို့တော်အတော်ရင်းနှီးနေပြီပဲဗျာကျုပ်ဆရာကြီးတွေကဆရာတယောက်ဖြစ်တဲ့ဆရာအိုနဲ့လိုက်တုံးကအဖြစ်အပျက်တစ်ခုကိုကျုပ်ပြောပြရအောင်မယ်ဆရာအိုဆိုတာနာမည်ကိုခေါ်တာဗျလူကဘာမှမကြည့်သေးတာမဟုတ်ဘူးဆရာအိုရဲ့နာမည်ကဦးအိုတဲ့အသက်က40ကျော်လေးပဲရှိသေးတာအခုကိစ္စကငွေရင်းကုန်းမှာဖြစ်တာဗျငွေရင်းကုန်းကတော့ကျုပ်အရောက်ပေါက်နေတယ်အဲ့ဒီမှာကျုပ်နဲ့လူခင်သိမ့်မရှိဘူးဗျာဆရာအိုကိုလာဖိတ်တာအသက်60လောက်ဘိုးတော်ကြီးတရားဟုတ်ဗျအရက်ကပူပြက်ပြက်ကြောင်းနေဗျာခေါင်းမှာအညာတစ်ပတ်လေးပေါင်းထားတယ်နာမည်ကကျော်သိန်းနေဗျာဘိုးကျော်သိန်းမော်ဆရာအိုကိုလဲနဲ့လာဖိတ်တာဗျလဲကအကောင်းသားကြီးဗျာတစ်ကောင်းနဲ့လှုပ်ထားတဲ့လဲအိမ်က6ဆတောင်ဗျလဲမှာထားတဲ့နွားကြီးနှစ်ကောင်ကလည်းလှလိုက်တဲ့နှဖြူကြီးတွေဗျာတေးသေးချာချာကိုမွေးထားတဲ့ကောင်ကြီးတွေဗျဘိုးကြီးတွေကကောက်ထွက်နေတာပဲဒါကိုကြည့်တာနဲ့တင်ကြုံမှန်းမိတာပေါ့ဗျာဘိုးကျော်သိန်းဆိုတာကျုပ်တို့အညာအကော်တော့လူချမ်းသာတွေကဗျဆရာအိုကိုရွရွသေးသေးလာပင့်တာမျိုးမောင်တာတွေဘုဒ္ဓရရအောင်လိုက်ခဲ့ကွအဲ့လိုပြောရုံရှိသေးတယ်လှုပ်ဆက်စုတတ်တဲ့တာတွေကလဲပေါ်ရောက်နေပြီလေဗျာကျုပ်ကဆရာအိုထိုင်ဖို့လဲပေါ်မှာနေရာထိုင်ခင်းပြင်ပေးလိုက်တယ်ထွေထွေထူးထူးတော့တယ်မဟုတ်ဘူးပေါ့ဗျာလဲရင်ထဲမှာခင်းကျင်းထားတဲ့ဖြာချမ်းပေါ်မှာတင်ပြူးဖြာလေးဖြန့်ခင်းလိုက်တာဒီဖြာကလည်းဘိုးကျော်သိန်းယူလာတာဗျကျုပ်တို့အညာမှာကဆရာပင့်တာဖြစ်ဖြစ်ဘုန်းကြီးပင့်တာဖြစ်ဖြစ်နေကတိုင်းဖြာလေးတွေလိပ်ပြီးလှဲကြံတိုင်းမှာခြိပြီးတော့ယူလာကြတာဗျဆရာကိုရောက်လာတော့ဆရာကသူ့ဆေးလွယ်အိတ်ကြီးကိုကျုပ်ကိုလှမ်းပေးတယ်ကျုပ်ကလည်းထုံးစံအတိုင်းပဲပေါ့ဗျာဆေးလွယ်အိတ်ကြီးကိုဆက်လွယ်တိုင်းပြီးတော့လွယ်ထားလိုက်တယ်ဆရာကကျုပ်ခင်းပေးထားတဲ့နေကတိုင်းဖြာလေးမှာတင်ပလင်ခွေပြီးတော့ဝင်ထိုင်တယ်ဘိုးကျော်သိန်းကြီးကလဲမောင်းပြီးရွာလေလန်းကနေရွာပြည်ကိုထွက်ခဲ့တယ်ငွေရင်းကုန်းဆိုတော့တောင်ခရိုးဘက်ကိုမောင်းရတာပေါ့ဗျာကျုပ်ပြောတဲ့ခရိုးဆိုတာကရွာချန်စည်းကိုပြောတာဗျရွာပြင်ကိုတော့တကားကနေထွက်လာခဲ့တယ်နေမောင်ကိုကျော်သိန်းရဲ့ခမစောစောကပြောတဲ့အိမ်ခေါမိုးဘော်ကိုကြော်ပြီးတော့ပြစ်တင်ထားတဲ့အချီလုံးကိုခမဆွဲချတော့အဲ့ဒီအချီကျိုးမှာအနက်နေပါတယ်မရှိဘူးလားဗျဆရာကဘိုးကျော်သိန်းကိုမေးတာဗျလဲမောင်းနေတဲ့ဘိုးကျော်သိန်းကပြပြတလဲဖြစ်သွားပြီးတော့ဆရာကိုရွရွသေးသေးလှည့်ပြောတာဗျအဲ့ဒီအချီကျိုးကိုကျုပ်ဆွဲချတာမဟုတ်ပါဘူးဆရာကျုပ်လူကတာရင်ဆိုတဲ့ကောင်ဆွဲချတာတာရင်ကပြောတာတော့အချီကျိုးကလူရဲ့မစင်နဲ့နန်တယ်လို့ပြောတယ်ဆရာအဲ့ဒီအချီကျိုးကိုစက်ကူနဲ့ထုတ်ခိုင်းတာတယ်ဆရာဆရာကတခုခုကိုစဉ်းစားနေတယ်ဗျပြီးတော့မှတခုပြောတယ်ဘိုးကျော်သိန်းအဲ့ဒါခမားတို့တအိမ်လုံးကိုအိမ်မွေချသွားတာဗျမစင်တုတ်ထားတဲ့အချီလုံးကျိုးကိုခမားတို့အိမ်ခေါမိုးပေါ်ကိုကြော်ပြီးတော့ပြစ်လိုက်တာတအိမ်လုံးအိမ်မောချကုန်တာဗျာဒီတော့မှတခုကအိမ်တကားကိုဖောက်ဝင်ပြီးတော့အိမ်ထဲကနေခိုးကျင်တဲ့ပစ္စည်းကိုစိတ်ကြိုက်ခိုးတော့တာပေါ့ဗျာအဖဘိုးကျော်သိန်းတို့အိမ်သားတွေဘလို့နေတော့ဟာဆရာရဲ့အကုန်လုံးအိပ်ရာကနေနိုးတော့ခေါင်းတွေနောက်တောက်နဲ့ဖြစ်နေတာဗျအိပ်ရေးမဝသလိုကိုဖြစ်နေတာဒါတော့ကျုပ်ကအရင်နိုးလာပြီးတော့လိုက်နိုးလို့လာကြတာကျုပ်သာမနိုးရင်တနေ့လုံးများအိပ်နေကြမလားမသိပါဘူးဆရာရဲ့ပစ္စည်းပြောက်တာကိုဘိုးကျော်သိန်းဘယ်တော့မှသိတာတော့ကျုပ်အိပ်ရာကနိုးတော့ဝိုင်းတောင်းဘက်မှာအိမ်သားကိုသွားတယ်ဆရာဒီမှာရင်အိမ်ပေါ်ကိုကြော်ပစ်ထားတဲ့အချီကျိုးကိုသွားတွေ့တယ်ဒါနဲ့တာရင်ကိုခေါ်ပြီးတော့အချီကျိုးကိုဆွဲခိုင်းလိုက်တာကျုပ်အိမ်သားကထွက်လာတော့တာရင်ကပြောတယ်ဗျဟိုးအချီကျိုးကခြီလုံးမှာပါနေတယ်တာရင်အဲ့ဒီအချီလုံးရောကျိုးတွေရောစက်ကူနဲ့တေးချထုတ်ပြီးတေးသေးချာချာတိန်းထားစမ်းဒါမယိုးသားဘူးကွာအဲ့လိုပြောပြီးအိမ်ပေါ်ကအခန်းထဲကိုဝင်ကြည့်တော့တန်တက်တာကြီးပွင့်နေရောဆရာရဲ့ကျမ်းမြေပေါ်မှာလည်းပစ္စည်းတွေပွားနေတာမျိုးဒါနဲ့ကျုပ်လည်းခေါင်းတစ်ပန်းကြီးသွားတော့တာပေါ့ဗျာထင်းတဲ့အတိုင်းမှာပဲဆရာရဲ့တန်တက်တာတွေကရွှေတို့ကြီးမရှိတော့ဘူးဗျရွှေကမနေဘူးဗျကျုပ်ကနှမွေကန်လေးဗျရွှေနှစ်ပိတ်သာနေရှိတယ်ကျုပ်အဖိုးရဲ့ပစိုးကြီးနဲ့ထုတ်ထားတာတကူကအထုပ်လိုက်ကိုယူသွားတော့တာပဲဆရာဘိုးကျော်သိန်းတို့အိမ်ရောက်တော့ဆရာကိုဘ
ဘိုးကျော်သိန်းတို့မိသားစုကခရီးဦးကျိုနှုတ်ဆက်ကြတယ်ဗျာပြီးတာနဲ့အင်ကြီးကိုပတ်ကြည့်ရတာပဲဗျဘိုးကျော်သိန်းကလည်းဆရာဦးနောက်ကိုကတ်လိုက်လာပြီးတော့ပြတယ်ဟောဒီတဲ့မှာအချီကျိုးကြီးတွဲလောင်းကြနေတာဆရာရဲ့ဆရာဦးကဘိုးကျော်သိန်းပြတဲ့နေရာကိုကြည့်ပြီးတော့ခေါင်းငိမ့်တယ်အိမ်ဝိတ်ချတဲ့တခိုးကအင်ကြီးခေါမှုဘော်ကိုပြစ်တင်တာအိမ်အရှိနောက်တင်မဟုတ်ဘူးဗျာအိမ်ဘေးကနေတောင်နဲ့မြောက်ပြစ်တင်လာဗျို့ဆရာဦးကမြေကြီးကိုငုံကြည့်တယ်ဘိုးကျော်သိန်းဒီခြေရာတွေကခမားအိမ်သားတွေခြေရလားအိမ်ဘေးကခြေရာတွေကိုပြပြီးဘိုးကျော်သိန်းကမေးတာဗျဟာမဟုတ်ပါဘူးဆရာဒါတခိုးရဲ့ခြေရာတွေပါကျုပ်လည်းဆရာစီကိုမလာခင်ကလေးကတွေ့ရဲ့ဗျဒါနဲ့ဒီဘက်ကိုဘယ်သူမှမလာရဘူးလို့မှားထားခဲ့တာပြီးတော့ကျုပ်တို့အိမ်မှာညကတခိုးအခိုးခံရတယ်ဆိုတာကိုဘယ်သူမှမသိသေးဘူးဆရာဟုတ်ပြီဘိုးကျော်သိန်းခမားတို့အိမ်မှာမြေဦးအသိရှိလားရှိတာဗောဆရာရဲ့ဟိုတနေ့ကနေမျိုးကဝဲလာတာနွားနိုလေးပါလေးကြိုရအောင်ဆိုပြီးတော့ဝဲခဲ့တာရှိတယ်ဘိုးကျော်သိန်းကပြောဆူဆူနဲ့အိမ်ပေါ်တက်ပြီးမြေဦးကိုယူလာတယ်အဖုံးလေးအောင်ပါသေးဗျာဆရာဦးကအိမ်ပေါ်တက်ပြီးဖျားစင်ရှိမှာအစီအရင်လှုပ်တော့တာပေါ့ဗျာဆရာဦးကဖျားရှိကိုအထက်ပုဂ္ဂိုလ်တွေကိုတိုင်တယ်တစ္ဆာဆိုပြီးတော့မှမြေဦးကိုအတွင်းဘက်ကနေအင်းချတယ်ဗျာမောက်တာလေးသွားစမ်းလူလေးဟောဒီအိုရဲကိုစောစောကတွေ့ခဲ့တဲ့ခြေရာတွေကမြေကြီးမှာခက်နဲ့ထင်နေတဲ့ခြေရာကမြေသားတွေကောက်ပြီးတော့ယူပြီးထည့်ခဲ့ကျုပ်ကဆရာဦးလက်ထဲကအင်းချထားတဲ့မြေဦးကိုယူပြီးတော့ဝိုင်းနေဆင်းခဲ့တယ်အနက်ဆုံးထင်းနေတဲ့ခြေရာတစ်ခုလုံးကမြေကြီးတွေကိုကောက်ပြီးမြေဦးထဲထည့်လိုက်တယ်ဆရာဦးကဖျားစင်ရှိပါပဲအုတ်ခဲသုံးလုံးကိုဖိုးကနောက်ဆိုင်ပြီးတော့တိမ်ဝင်ဖျောင်းနိုင်ကိုဖိုးခွင်လဲမှာထွန်းလိုက်တယ်တိမ်ဝင်ဖျောင်းနိုင်ကလက်မလုံးလောက်ရှိတယ်ဗျအင်းချထားတဲ့မြေဦးကိုမိဘမှာတင်းတစိုးမကိုလှုပ်ထားတဲ့ဝါးရောက်မလေးနဲ့မြေမုံတွေကိုမပြတ်မှွေတော့တာပေါ့ဗျာဆရာကမှွေရင်းနဲ့ပါဇက်ကလည်းမန်တန်နေတတွတ်ရွတ်သေးတယ်ဗျာညမိုးချုပ်လာတဲ့အထိဆရာကမှွေနေတော့မယ်ဖျောင်းနိုင်လဲ3နိုင်လောက်ကုန်သွားပြီဗျာကဲလောက်ဆိုရင်လုံလောက်ပါပြီလေအဲ့လိုပြောပြီးတော့ရက်လိုက်တယ်ကျုပ်တို့ဆရာတပည့်ကိုညသာကောင်းကောင်းကြွေးပြီးအိတ်ခင်ကြတယ်ညနဲ့လာတော့ဖျားကန်းမှာဆရာကမအိပ်ဖဲနဲ့ပတိစိတ်တယ်တိတ်လုံးတော့မောင်းနေတာပေါ့ဗျာကျုပ်နဲ့ဘိုးကျော်သိန်းကဖျားကန်းမှာအိတ်ကြတယ်ညတကောင်လောက်ရောက်တော့ဆရာဦးကဘိုးကျော်သိန်းကိုနှိုးတယ်ကျုပ်လည်းနှိုးသွားပြီးတော့ထထိုင်လိုက်တယ်ဘိုးကျော်သိန်းထတကားဖွင့်ပြီးတော့အိမ်ဝကိုသွားကြည့်စမ်းဗျာအဲ့လိုမျိုးဆရာဦးကပြောတော့ဘိုးကျော်သိန်းနဲ့ကျုပ်နဲ့တကားဖွင့်ပြီးတော့ထွက်လိုက်တယ်ဘိုးကျော်သိန်းကဝမ်းသာအားရနဲ့ပစိုးတုပ်ကြီးကိုကောက်ပွေလိုက်တယ်ဖျားကန်းကဆရာဦးရှိမှပဲပစိုးနဲ့ထုတ်ထားတဲ့အထုပ်ကြီးကိုဖြေလိုက်ရောပြို့ဟိုးရွှေဒီမှမနှဲပါဘူးဗျာဆွဲကြိုးတွေလက်ကောက်တွေခြေကျွေးတွေမှမီးရောင်အောက်မှာဝင်းနေတာပြို့ဘိုးကျော်သိန်းကပစ္စည်းတွေကိုလိုက်စစ်ပြီးတော့ဝမ်းသာတဲ့အတန်ကြီးနဲ့ပြောလိုက်တာဗျပြည့်တယ်ဆရာပြည့်တယ်တခုမှကိုမပြောက်ဘူးဗျာဒါထက်ဆရာပစ္စည်းပြန်လာထားတဲ့တခုကိုမြင်လိုက်လားဆရာကျုပ်ကတော့ဖြင့်မြင်ရတာပေါ့ဗျာဒါပေမဲ့ခမရတို့ရန်လောက်ကြမှာဆိုလို့တကူအိမ်ပြန်ရောက်တော့မှကျုပ်ကခမရတို့နှစ်ယောက်ကိုနှိုးတာဗျဘိုးကျော်သိန်းရဲ့ကျုပ်တော့ဆရာတို့ရဲ့ပညာတွေကိုအံ့ဩလိုက်တာဗျာဘိုးကျော်သိန်းကပြန်ပြောတယ်ဗျာခဏနေတော့ဘိုးကျော်သိန်းကအိမ်သားတွေကိုနှိုးပြီးတော့ပြောပြလိုက်တယ်အားလုံးဝမ်းသာသွားကြတာပေါ့ဗျာဆရာဦးကိုလည်းတအိမ်လုံးကကြောကြလို့ပေါ့ဗျာပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တာကတော့ဆရာတာတီရဲ့တခိုးချီယာဇာတ်လမ်းလေးရဲ့အစအဆုံးပဲဖြစ်ပါတယ်ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုပရိသတ်တွေကကြိုက်နေတယ်မလို့မျှော်နေပါတယ်နောက်ရက်တွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ channel လေးကိုစောင့်မျှော်ပြီးတော့အားပေးကြပါဦးခင်ဗျာဒါဆိုရင်အားပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်